Agri Tandoya Nakuni Tazam Nabi Joshi Manali Dai Piulu Myo Yakwaji Tasakon Anisakam Ponya Tamedi Tamayo Saint Jimba Pilo Adi Patama Aje Atudia When Night Hoja Ado Bawa Yeya Shisha Je Ajaun Dea Di the Nado Digadina the Mother Kanago Shivuna the King Sinamya Piai Mahaguru Nagomo Ayom Yuga Di Ju Preso Ado Wananabanama Adida Gatago Yusu Uzo Jimshin Satin Yaya Am Yogava Godi Hibia Bami Yangalangarondo Didogarani Kirangado Loga Hidaya Nato Namo Mahagaruni Gada Dada Yona To Wini Yamyaza Dadawai Chanda Sipa Lola Donda Gomau Kadaji Nata Minya Jinshanom Yapayadi Kabagodi Hibi Gregava Yedre the Chado Jindone Abe Miyan Yedre Dainda Pobya Jinga Masone Mado Kalanli Adinchi Dinigava Shijano Kalapano Loga Hidaya Dada Loga I Josiva Aloga Adido Geranio Sade Chile Inga Mida Jima Namida in the Tazali Saninihu Jedita Wengade Esu Along Kayana Murogo Garondo Payamshi Yidan Joko Atodo Muyadi Shivi Kiran Lechim Yellow at the song Layan Nalo Sewan Goroi Bemanendo Gadova Dana Jipamya Swayodo Mugaya Shalibi Mahagaruni Katadawamya Yeweta Gadu Dana Chikin Mahagaruna Sim Shidomudo Dadana Dada Widiamya Swadadawai Chanda Sipa Lola Donda Gobon Kadashi Nata Minya Tushinom Yapia Namo Yudi Byong Byomango Ryoyi Keroyo Ju Shikojindi Atuba Wadu Senzibadui Shibadi Dadi Adu 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 Awaiya Apshisha Jin Lurai Ma Kusi Konga Bawa Ya Thaya Bawa Ya Thare Tadwarai Bawa Ma Twitchum Kazaya Bo Amyumyu Twitchum Jaya De Kaune Twitchum Ni Shilu Magaune Twitchum Ni Le Twitchum Jaya De Mo Bawa Ma Sinjira Ni Shilu Simajira Ni Le Shide Ludari Ni Ne Yoma Solution Duriha Wataku Yati Boya Nimu Sone Lo Shabi or Tana Nijaya Yidi Banda when Memship Nimiro Boy Yati Lolo Nijaya, so Amadama Tisha Hello Wataku Yasi Labido Oza Amyomyo Ne Bawa Ma Yati Neja Hello Ponza Amyomyo Ne Bawa Go Yati Neara Achale Ajaudea Shabido Machide Mula Ajaudea Shabido Chidene Hawaii Let Patela Lotion A Pshi Topo Look at Tao
ဝရေးရအဖြေရှာလောကမှာဘာသာအယူဝါဒတွေအမျိုးမျိုးပေါ်ထွန်းလျက်ရှိတယ်ရှေးရခင်ငယ်တွေကပေါ်ထွန်းနေခဲ့တယ်အဲ့ဒီဘာသာအယူဝါဒတွေဟာဘဝရေးရအဖြေရှာတဲ့အနေနဲ့ပေါ်ထွန်းလာတာဖြစ်တယ်သို့တော့ဘဝရဲ့အရေးကိုတကယ်ပဲဖြေရှင်းပေးနိုင်သလားလို့ဆိုတာစစစ်ကြည့်ဖို့တော့လိုအပ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘဝအရေးနဲ့ပတ်သက်ပြီးတော့အဖြေရှာခဲ့ကြဖို့ဋိဌာယတနာသုတ်တံမှာသုံးမျိုးဟောကြားထားတာကိုမှတ်သားကြရအောင်ဋိဌာယတနာသုတ်ဆိုတာဋိဌာအာယတနာဋိဌာဆိုတာဘာကိုပြောရလဲဆိုအယူဝါဒဒီကနေ့ခေတ်အနေနဲ့ပြောလို့ရှိရင်ဘာသာတရားအဲ့ဒီဘာသာတရားကိုမိမိတို့ယုံကြည်ရာဘာသာတရားတွေအဲ့ဒီယုံကြည်ရာဘာသာတရားတွေရဲ့ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားကိုဋိဌာအာယတနာအကြောင်းတရားဋိဌာကမိမိတို့ယုံကြည်ရာဘာသာတရားနဲ့အာယတနာအကြောင်းလို့ဘာသာတရားဆိုတာလောကမှာဘာကြောင့်ပေါ်လာရသလဲမြည်သည့်ဘာသာတရားပဲဖြစ်ဖြစ်ဘာကြောင့်ပေါ်လာရသလဲဆိုတာကိုကြည့်ဘဝရေးရအဖြေရှာတဲ့အနေနဲ့ပေါ်လာကြတာပဲအဖြေမှန်ကိုဖော်ထုတ်နိုင်တဲ့ဘာသာတရားဟာလောကမှာအမတမရှာမိမိတို့အမြင်နဲ့ပဲလောကရဲ့အဖြေတွေကိုရှာနေကြတယ်ပေါ့အဲ့ဒါလို့အဖြေအစစ်မှန်ကိုရှာတွေ့ဖို့အမတမခဲရင်ဒါကြောင့်မို့ရှေးကလေးကဘာသာယူဆကြီးတွေဘဝရဲ့ပြဿနာတွေဘဝရဲ့အရေးအရာတွေကိုအဖြေထုတ်နိုင်ဖို့ကြိုးစားကြတယ်အဖြေတွေထုတ်ကြသို့တော့သူတို့ထုတ်တဲ့အဖြေဟာတစ်မျိုးတည်းမဟုတ်ဘူးမတူညီတဲ့အဖြေတွေထုတ်သည့်အတွက်ကြောင့်အဖြေဟာတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်နေတယ်လောကမှာအမှန်တရားဆိုတာတစ်ခုနဲ့တစ်ခုဆန့်ကျင်လို့မရဘူးအမှန်တရားဆိုတာအလုံးတူညီမှုရှိရမယ်တူညီမှုမရှိဘဲနဲ့အမှန်တရားဟာကွဲလွဲပြီးတော့ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုရင်တစ်ခုကိုအမှန်လို့ပြောလိုက်ရင်ကျန်တစ်ခုဟာအမှားပဲဖြစ်ရအမှန်ဆိုတာမဖြစ်နိုင်တစ်ခုကမှန်ရင်တစ်ခုကမှားရဘာဖြစ်လို့မတူညီလို့ပဲဆန့်ကျင်ဘက်ဖြစ်နေတယ်အဲ့တော့အဖြေမျိုးမျိုးထုတ်တဲ့ထဲမှာအဖြေမှန်ဆိုတာတစ်ခုပဲရှိတယ်အဖြေမှန်ဆိုတာနှစ်ခုမထွက်နိုင်ဘူးတစ်ခုပဲဖြစ်တယ်တစ်ခုနဲ့တစ်ခုဆန့်ကျင်ပြီးတော့ထွက်လာတဲ့အဖြေတွေဟာမှန်ကန်တဲ့အဖြေလို့မပြောနိုင်ဘူးပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဋိဌာယတနာသုတ်မှာဘာသာယူဝါဒတွေရဲ့ယုံကြည်မှုနဲ့ပတ်သက်ပြီးတော့ဘဝရေးရာအဖြေရှာခဲ့ကြပုံကိုအကျဉ်းချုပ်အားဖြင့်မြတ်စွာဘုရားဟောကြားပြသထားရှိဒီကနေ့ခေတ်မှာလည်းပဲဒီဘာသာတရားတွေရှိနေတာနောက်လည်းရှိနေအောင်ပါပဲဒီဘာသာတရားတွေပေါ်လာရခြင်းအကြောင်းကိုကဘဝရေးရာအဖြေရှာဖို့ပေါ်လာကြတာလို့ကောင်းပြီဘုန်းကြီးတွေစဉ်းစားကြည့်တို့လက်ရှိရနေတဲ့ဘဝကြီးမှာလူတိုင်းတွေ့ကြုံခံစားနေရတဲ့ဘဝအခြေအနေတွေဟာဘာကြောင့်မတူညီတဲ့အခြေအနေတွေနဲ့တို့တွေ့ကြုံခံစားနေရသလဲဒါကိုဖြေရှာဘယ်လိုအကြောင်းကြောင့်တို့တွေဟာဒီဘဝတစ်ခုမှာတွေ့ကြုံခံစားနေကြရသလဲဆိုပါစို့လောကမှာဆင်းရဲတဲ့လူရှိတယ်ချမ်းသာတဲ့လူရှိတယ်ယာတုကုန်သိစည်းစိမ်ဥစ္စာ
မြင့်မားတဲ့ပုဂ္ဂိုလ်ရှိတယ်ယာတုဂုဏ်သိသိတဲ့ဥစ္စာနှိမ့်ချတဲ့ပုဂ္ဂိုလ်ရှိတယ်အသက်ရှည်တဲ့ပုဂ္ဂိုလ်ရှိတယ်အသက်တိုတဲ့ပုဂ္ဂိုလ်ရှိတယ်ကျမ်းမာတဲ့ပုဂ္ဂိုလ်ရှိတယ်မကျမ်းမာတဲ့ပုဂ္ဂိုလ်ရှိတယ်ဘဝရဲ့အခြေအနေအမျိုးမျိုးမှာလူတွေဟာစုကြုံနေမြင့်မတူတဲ့အသွင်သဏ္ဍာန်တွေနဲ့ဖြတ်သန်းနေရအဲ့ဒါလိုဖြတ်သန်းပြီးတော့ဘဝတစ်ခုမှာအခုလိုဖြစ်နေကြရတာဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာဖို့အကြောင်းတရားကိုရှာဖို့ရှင်းကဘာသာအယူဝါဒအကြီးတွေတီထောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေကအကြောင်း၃မျိုးကိုရှာပြထားတာရှိတယ်ဘုန်းကြီးတို့တွေအခုလူဘဝရထားတယ်တယောက်နဲ့တယောက်မတူဘူးအဲ့ဒီမတူညီတဲ့ဘဝအခြေအနေတွေဘာကြောင့်လဲလို့ဆိုတဲ့အခါမှာတဦးကအဖြေထုတ်တာဘာကိုဖြေထုတ်လို့ဆိုပုပ္ပေကတဟေတုအတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့အကြောင်းတရားကြောင့်ဒီဘဝမှာဒီအခြေအနေမျိုးရဆိုပါစို့ဒီဘဝချမ်းသာတာဟိုဘဝတုန်းကလုပ်ခဲ့တာဒီဘဝဆင်းရဲတာလည်းဟိုဘဝတုန်းကလုပ်ခဲ့တာဒီဘဝအသက်ရှည်တာလည်းဟိုဘဝတုန်းကလုပ်ခဲ့တာဒီဘဝအသက်တိုးတာလည်းဟိုဘဝတုန်းကလုပ်ခဲ့တယ်ဟိုရှေးရကဲကအကြောင်းတစ်ခုတည်းကိုပုံချပြီးတော့ဘာကြောင့်ပဲဖြစ်ဖြစ်သခင်ကရှိခဲ့တဲ့အကြောင်းလုပ်ခဲ့တဲ့အကြောင်းကြောင့်ပဲဖြစ်တယ်လို့အကြောင်းတစ်မျိုးတည်းကိုလက်ခံပြီးတော့ဘဝရေးရာကိုဖြေရှာအဲ့ဒါကိုပုပ္ပေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်ပုပ္ပေကတဆိုတာရှေးဘဝကလုပ်ခဲ့တဲ့ဟေတုအကြောင်းတရားဒီဘဝဖြစ်ပေါ်နေတဲ့အကျိုးတရားမှန်တရားတွေဟိုရှေးရခင်ကလုပ်ခဲ့တဲ့အကြောင်းတရားပေါ်မှာအခြေခံတယ်ဒီဘဝကောင်းစားနေရင်လည်းဟိုဘဝတုန်းကလုပ်ခဲ့လို့ကောင်းစားတာဒီဘဝမကောင်းစားဘူးဆိုလို့ရှိရင်ဟိုဘဝကမလုပ်ခဲ့လို့ကောင်းစားတာလို့မကောင်းစားတာလို့ဒီလိုတစ်ထစ်ချပြောတယ်အဲ့လိုပြောလို့ရှိရင်ဘုန်းကြီးတို့တွေစဉ်းစားကြည့်ဖို့ရအရာခတ်သိမ်းဟာအတိတ်ဘဝကလုပ်ခဲ့လို့ချစ်ဖြစ်တာလားဒါစဉ်းစားဖို့လုပ်တယ်ပေါ့ဆိုပါစို့လူတယောက်ဟာအေးမိအေးပတ်တယ်ဖြားတယ်အဲ့ဒါဟာအတိတ်ဘဝတုန်းကလုပ်ခဲ့လို့အခုအေးပတ်တာလားမစင်မချင်းအေးရရာဒီမှာအနှွေးတယ်မပါဘဲနဲ့နေလို့အေးပတ်တာအနှွေးတယ်မပါဘဲနဲ့ရာဒီဥဒုအေးလို့အေးပတ်တယ်ဆိုတဲ့အကြောင်းကိုလက်မခံဘဲနဲ့ဒီဘဝမှာအေးပတ်ပြီးနာစီချောင်းဆိုးဖြစ်တာအတိတ်ကလုပ်ခဲ့လို့သူကအဲ့လိုပဲပြောအဲ့တော့အဲ့ဒီအဖြေဟာမှန်နိုင်မှာမလားမှန်ဖို့အကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘုန်းကြီးတို့တွေလက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်အိမ်ထဲမှာလုံလုံချုံချုံနေမယ်ဆိုလို့ရှိရင်အေးပတ်ပါမလားမှန်ပါဗျာအေးမပတ်နိုင်ဘူးတဲ့မစင်မချင်းအေးရရာသည့်ဥဒုထဲမှာအပြင်မှာနေလို့အေးပတ်သွားတာဟာပစ္စုပန်အကြောင်းသာဖြစ်တယ်အတိတ်ကလုပ်ခဲ့တဲ့အကြောင်းမဟုတ်ဘူးအခုကတော့ဘာပဲဖြစ်ဖြစ်ရခင်ကလုပ်ခဲ့လို့ဆိုတဲ့အယူဝါဒတစ်ခုပေါ်မှာလက်ခံကျင့်သုံးထားတယ်အခြေပြုထားတယ်အဲ့ဒါလို့ဆုံးဖြတ်တယ်အဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကစစ်ဆေးပုံလိလသုံးသပ်နည်းတစ်ခုကိုဖော်ပြထားတာရှိတယ်သူတို့ပြောတဲ့အတိုင်းဘာပဲဖြစ်ဖြစ်ဒီဘဝမှာရလာတဲ့ဘဝအခြေအနေတစ်ခုဟာအတိတ်ကလုပ်ခဲ့တာကြီးပဲလို့ဒီလိုပြောမယ်ဆိုလို့ရှိရင်တဲ့ဒီဘဝဘာပဲဖြစ်ဖြစ်ဆိုပါစို့အသက်မွေးဝမ်းကြောင်းလုပ်ရတဲ့အခါမှာတရားတွေအသက်ကိုတတ်ပြီးတော့အသက်မွေးနေရတာလေအတိတ်ဘဝကလုပ်ခဲ့လို့တခိုးဘဝနဲ့အသက်မွေးနေရတာလည်းပဲအတိတ်ဘဝ
ကလောက်ခဲ့လို့မကောင်းတဲ့လူမျိုးဘဝတဲ့အသက်မွေးနေရတာလေအတိတ်ဘဝကလောက်ခဲ့တဲ့အကြောင်းပေါ်မှာအခြေခံ။အိုးဒီဘဝမှာအယက်သေးစားတွေတောက်စားပြီးတော့မူးရစ်နေတာလေအတိတ်ဘဝကလောက်ခဲ့လို့သူမူးရစ်ရတာတဲ့။သူဒီဘဝကောင်းကျင်လို့မရဘူးတဲ့အတိတ်ကအခုလိုမူးရစ်စေဝါတွေနဲ့မူးနေဖို့ဖြစ်ရတယ်။အေးအတိတ်ကလောက်ခဲ့လို့ဒီဘဝမှာသူဟာလူလိမ်တယောက်ဖြစ်ရတယ်လို့ဆိုလို့ရှိရင်တဘာဝကြနိုင်မှာမလား။ဘာဖြစ်လို့ဆိုလို့ရှိရင်ကောင်းတဲ့လူနဲ့ပေါင်းတဲ့အခါမှာသူတို့ကောင်းနဲ့ပေါင်းပြီးတော့အသိစိတ်ဓာတ်လေးဝင်လာတဲ့အခါမှာခုနဒုစရိုက်တွေကနေသူရှောင်သွားတာမရှိဘူးလားရှိပါဗျာအေးသူရုံမှလည်းပေါင်းပြီးလို့မကောင်းတဲ့အပေါင်းအသင်းကိုအကြောင်းပြုပြီးတော့သူဟာဒုစရိုက်တွေလုံးပြီးကောင်းလုံးပြီးတယ်သူတော်ကောင်းနဲ့ပေါင်းပြီးတဲ့အခါကျတော့သူစရိုက်ကိုပြောင်းပြီးတော့ကျင့်သုံးတယ်ဒီလိုဟာတွေလက်တွေ့မြင်နေရတာရှိပါလေရတဲ့နဲ့ဘာပဲဖြစ်လာတဲ့များတိတ်ခလောက်ခဲ့တဲ့အကြောင်းဆိုပြီးတော့ဒီတစ်ခုတည်းကိုလက်ခံမယ်ဆိုလို့ရှိရင်ပစ္စုပန်အကြောင်းတရားတွေကိုအသိမှမပြုတ်ရရောက်တယ်တကယ်တော့ပစ္စုပန်ဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေဟာတကယ်လက်တွေ့ကြတဲ့အကြောင်းတရားတွေလက်တွေ့ကြတဲ့အကြောင်းတရားတွေကိုညှင်းပယ်ပြီးတော့ဘယ်လိုမှမမြင်ရတဲ့အတိတ်ဘဝကအကြောင်းတစ်ခုတည်းကိုပဲအခြေခံပြီးတော့ဆုံးဖြတ်မယ်ဆိုရင်ဒီဘာသာအယူဝါဒဟာမှန်ကန်တဲ့ဘာသာအယူဝါဒဖြစ်နိုင်မှာဖြစ်နိုင်ပါဗျာဖြစ်နိုင်ဘူးကိုစမ်းစစ်ကြည့်ပါလူဝါရလာတဲ့အခြေအနေတွေအရာဟာအတိတ်ကံကြီးကိုကြောင်းပုံချတဲ့အယူဝါဒမျိုးဟာမှားယွင်းနေတယ်ပစ္စုပန်အကြောင်းတရားဆိုတာရှိတယ်အတိတ်အကြောင်းတရားဆိုတာရှိတယ်အေးပစ္စုပန်အကြောင်းတရားကိုညှင်းပယ်ပြီးတော့အတိတ်အကြောင်းတစ်ခုတည်းကိုသာလဲဆွဲပြီးတော့အကြောင်းရှာအဖြေထုတ်တဲ့ဘာသာဝါဒတွေမှန်ကန်ခြင်းမရှိဘူးတဲ့မှန်ကန်ခြင်းမရှိရုံနဲ့မကဘူးစဉ်းစားကြည့်ဘာပဲဖြစ်ဖြစ်အတိတ်အကြောင်းကြောင့်ဖြစ်တယ်လို့ဆိုလို့ရှိရင်ဒီဘဝမှာလူတော်လူကောင်းဖြစ်ခြင်းလေဆိုတဲ့သူ့ရဲ့ဆန္ဒလူတော်လူကောင်းဖြစ်ဖို့ကြိုးစားတယ်ဆိုတဲ့လုံလဝီရိယဒါတွေဟာအတိတ်ပဲရှိပါအောင်မရှိပါဘူးမရှိနိုင်တော့ဘူးဘာဖြစ်လို့အတိတ်ကကံကသတ်မှတ်ထားတဲ့အတိုင်းသာသူဖြစ်ရမှာအခုလူလောကမှာကြည့်လိုက်လို့ရှိရင်လူလောကရောက်လာတဲ့အခါမှာစီးပွားဥစ္စာတိုးတက်ခြင်းနဲ့ဆိုပြီးတော့လုပ်ငန်းကိုင်တာတွေကြိုးစားအားထုတ်ပြီးဆရာကောင်းဓမ္မကောင်းမိကောင်းဆွေကောင်းတွေနဲ့ပေါင်းလိုက်လို့ကြီးပွားချမ်းသာသွားတဲ့ပုဂ္ဂိုလ်မျိုးမရှိနိုင်ဘူးလားရှိနိုင်ပါဘူးဗျာအဲ့ဒီကလေးကကိုယ့်ရဲ့လုံလဝိရိယရဲ့အကျိုးတရားဆိုတာသေချာပေါင်းရှိတာပေါ့လူတွေရဲ့ဆန္ဒဆိုတာလည်းသေချာပေါင်းရှိတာပေါ့ကိုယ်ဆန္ဒရှိတဲ့အတိုင်းလူတွေဟာဆန္ဒကိုထုတ်ပေါ်ပြီးတော့ထိုဆန္ဒအားလျော်စွာလုံလဝိရိယနဲ့လုံလဝိရိယအသုံးချပြီးတော့ဒါကလုံတဲ့နဲ့ဒါကမလုံတဲ့ဘူးလို့အသိဉာဏ်နဲ့ဆင်ញင်တိုင်းထွာပြီးလုံလိုက်လို့အောင်မြင်ကြီးပွားသွားတာတွေဟာလက်တွေ့မှာရှိနေပါတယ်အဲ့ဒီလက်တွေ့ဖြစ်နေတဲ့ပစ္စုပန်အကြောင်းတရားတွေထင်ရှားရှိနေတာကိုမျက်ကွယ်ပြုပြီးတော့ဘာပဲဖြစ်ဖြစ်အတိတ်ကလုပ်ခဲ့လို့ဆိုတဲ့အယူဆတစ်ခုဟာဘယ်လိုမှမမှန်ကန်နိုင်ပါဘူးတဲ့ဒါမြတ်စွာဘုရားကဆုံးဖြတ်ဖို့သုံးသပ်ပြတဲ့စကားတစ်ခုလက်တွေ့ဘဝနဲ့လည်းပဲဒီလိုဆုံးဖြတ်ပြီးတော့သုံးသပ်လို့ရတယ်ပေါ့သုံးသပ်ပြီးတော့ဆုံးဖြတ်လို့ရတယ်ပေါ့ဒါကအယူဝါဒတစ်ခုပေါ့နောက်တစ်ခုအယူဝါဒတစ်ခုသူနဲ့ဆန့်ကျင်ပြီးတော့ဘလို့ပေါ်လာဘုန်းကြီးတို့တွေလူဘဝမှာအခြေအနေမျိုးမျိုးနဲ့ယက်တည်ပြီးတော့နေကြတယ်အခုတရားနာပရိသတ်ထဲမှာချစ်ပရိတရားနာပရိသတ်တွေဟာဘဝအခြေအနေတစ်ခုနဲ့တစ်ခုမတူကြဘူးတဦးနဲ့တူကွဲပြားခြားနားကြတယ်အဲ့လိုကွဲပြားခြားနားတဲ့ဘဝမှာယက်တည်နေတာဘာကြောင့်လဲလို့ဆိုတော့ဒုတိယဘာသာဝါဒအနေနဲ့ဘယ်လိုဖြေရှာတော့ဆိုရင်
Ittara Neimana Kavaji who sumo Uchutare a Shindakendiga Hansendo Shinayana Tao John the Kuni Chipi Ittara Neimana Kaneke Masari Tawarapayat Hansendo Chitare to Lusoja Ittara Sola Soya de Boku Kavaji also tare Eric Kavaji also tare Boku Bema she des in Kongabo Lenutopia Peduma Lenyamuram Hope Eric Kavaji also tare Boku Pansendo Totally Lugua Yaba သူ့ရဲ့အလိုတော်ကြတို့တယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်ကဆင်းရဲချမ်းသာတဲ့ပုဂ္ဂိုလ်ကချမ်းသာအယုဆိုးတဲ့ပုဂ္ဂိုလ်ကအယုဆိုးလှတဲ့ပုဂ္ဂိုလ်ကလှဥစ္စာဒနာကျွယ်ဝသူကကျွယ်ဝဆင်းရဲဒုက္ခရောက်သူကရောက်နေဘဝအခြေအနေအမျိုးမျိုးမှာယက်တည်နေတာဟာထာဝရအရှင်သခင်ကြီးရဲ့ဖန်ဆင်းမှုပါပဲလို့ဒီလိုအယူဝါဒတွေရောမရှိဘူးအရာရာမှာဘာပဲဖြစ်ဖြစ်ထာဝရသဗျာဖန်ဆင်းတယ်လို့ယူဆမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်အေးရဲနေလို့မစင်မချင်းနေလို့အေးပတ်တယ်ဆိုရင်လည်းထာဝရဘုရားဖန်ဆင်းတယ်လို့ပြောအောင်ဘဝအခြေအနေတစ်ခုနော်ဒီမကောင်းတဲ့မတာဖြစ်ရင်လည်းဘုရားသခင်ကဖန်ဆင်းလို့ဒီမကောင်းတာဟောအစစအရာရာကိုယ့်ဘဝရဲ့ကြောင်းလဲချက်တွေအားလုံးဟာဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့ဒီယုံကြည်ချက်ဟာအားလုံးအတွက်အဖြေဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဗျာအားလုံးအတွက်အဖြေမဖြစ်ဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီထာဝရဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့အယူဆတရားဟာလည်းပဲဘဝရေးရအဖြေရှာတဲ့နေရာမှာမှန်ကန်တဲ့အဖြေမဖြစ်နိုင်ဘူးတဲ့ဘုန်းကြီးတို့ဩစတြေးလျနိုင်ငံဂျာမနီနိုင်ငံကဩစတြေးလျနိုင်ငံရောက်တော့ဗီယက်နာဆိုတဲ့တက္ကသိုလ်ကြီးမှာစိတ်ရဲ့အကြောင်းကိုအဲ့ဒီဗီယက်နာတက္ကသိုလ်ကဖိတ်ကြားတာနဲ့စိတ်အကြောင်းကိုသွားပြီးတော့ဟောပြောပေးတယ်အဲ့ဒီလိုဟောပြောပေးတဲ့အခါမှာပါမခတယောက်ကမေးတယ်ဖန်ဆင်းရှင်ဆိုတဲ့အယူဝါဒနဲ့ပတ်သက်ပြီးတော့ဘုရားဘာသာရဲ့အမြင်ကိုပြောပါတဲ့ဘယ်လိုယူဆလောကမှာဖန်ဆင်းရှင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုယူဆလဲဘယ်လိုယူဆလဲဆိုတာကိုမပြောခင်ဖန်ဆင်းရှင်ကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတစ်ခုပြောပြမယ်လို့လူတယောက်ဟာအရာရာသူ့ဘဝတွေ့ကြုံခံစားရသမျှထာဝရအရှင်သခင်ရဲ့ဖန်ဆင်းမှုအတိုင်းဖြစ်ရတယ်လို့လက်ခံယုံကြည်ထားပြီးလို့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ရဲ့အသိဉာဏ်လုံးတဲ့မလုံးတဲ့ဆိုတာတွေခွဲခြားသိနိုင်ဖို့အခြေအနေမပေးတော့ဘူးကိုယ့်ရဲ့ဆန္ဒဘာမှမရှိဘူးကိုယ့်ရဲ့လုံလဝိရိယအသုံးမချဘူးကိုယ့်ရဲ့စဉ်းစားဉာဏ်ဟာလည်းလကားပဲဘာဖြစ်လို့လဲကိုယ့်ရဲ့ဘဝအခြေအနေတစ်ခုလုံးကိုဖန်ဆင်းသူကသာအဆုံးဖြတ်ပေးတာဖြစ်တယ်ဒါကြောင့်မို့လုံးတဲ့မလုံးတဲ့ဆိုတာစဉ်းစားစရာဘာတစ်ခုမှမလိုဘူးတဲ့ဖန်ဆင်းထားတဲ့အတိုင်းလုပ်ရမှာပဲဘာလို့ဖန်ဆင်းထားလို့ဖြစ်ရတယ်လို့ဆိုရင်ဒီလိုလူတွေရဲ့စွမ်းရည်တတ္တိတွေတစ်ခုမှအတိမမပြုရရောက်တယ်လို့ကောင်းပြီဖန်ဆင်းရှင်ကိုယုံကြည်လက်ခံမှုမရှိဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်နိုင်တယ်လဲလူတွေဟာကိုယ့်ကိုယ်အားကိုးလိုက်ကိုယ့်ရဲ့ဆန္ဒတန်ဖိုးထားကိုယ့်ရဲ့လုံလဝိရိယကိုအသုံးချကို
ကိုယ့်ရဲ့ပညာနဲ့ဒါကလုံးတဲ့နဲ့ဒါကမလုံးတဲ့ဘူးဆိုတာကိုယ့်ကိုစဉ်းစားလုံးတဲ့နာကိုလုံးမယ်မလုံးတဲ့နာကိုရှောင်မယ်ဟောကြိုးစားအထောက်မှုတွေလုပ်လာအဲ့တော့ဖန်ဆင်းရှင်ကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်နဲ့ဖန်ဆင်းရှင်ကိုလက်ခံယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်နှစ်ဦးဟာအခုလိုကွဲပြားခြားနားသွားတယ်လို့အဲ့ဒီတော့ဒီနှစ်ခုတည်းဟာဘယ်ဟာကိုရွေးမလဲလို့ကိုယ့်ဟာကိုယ်ဆုံးဆင်ញင်စဉ်းစားတဲ့နဲ့ပေါ့အဲ့ဒါတော့ပဲဘုန်းကြီးတို့အဖြေပေးလိုက်တော့နောက်ထပ်မေးခွန်းဆက်ပြီးတော့မမေးတော့အဲ့တော့လောကမှာဖန်ဆင်းရှင်ကိုလက်ခံယုံကြည်ထားပြီဆိုရင်လေဒီသုတ္တံမှာမြတ်စွာဘုရားကဟောတာအဲ့ဒီတိုင်းဆိုလို့ရှိရင်လည်းလုံတဲ့နာမလုံတဲ့နာဆိုတာအမှန်တရားလေးနဲ့ဖော်ထုတ်လို့မလိုတော့ဘူးတဲ့လူရဲ့ဆန္ဒလူရဲ့လုံလဝိရိယလူရဲ့အသိဉာဏ်လေးဆိုတာတန်ဖိုးမရှိတော့ဘူးတဲ့အရာရာဟာသာဝရဘုရားသခင်ကဖန်ဆင်းလို့သာဖြစ်နေကြရတယ်ဆိုတဲ့ဒီလိုဘဝရဲ့အရေးကိုအဖြေရှာမယ်ဆိုလို့ရှိရင်လည်းမှန်ကန်မှုမရနိုင်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကြည့်လေလူတယောက်ကောင်းစားတာနဲ့မကောင်းစားတာဟာသူ့ပုံမှာအများကြီးတည်နေသေးတယ်။ကောင်းစားတာနဲ့သူ့ရဲ့ကြိုးစားအထောက်မှုတော့ဘုသူ့ရဲ့ပတ်ဝန်းကျင်ကောင်းမှုမကောင်းစားတာနဲ့သူ့ရဲ့ဉာဏ်ရှင်းမှုနဲ့ပတ်ဝန်းကျင်မကောင်းတာပေါင်းစုံဟောဒီအခြေအနေနှစ်ရပ်ကြောင့်လူတွေဟာကောင်းစားတယ်မကောင်းစားဘူးဆိုတာလေးဖြစ်ပေါ်လာတာအမတန်မှထင်ရှားတယ်ပေါ့လက်တွေ့လည်းကြတယ်ပေါ့ဒါကြောင့်မို့လို့လောကလူတွေဟာလက်တွေ့ကြတဲ့အရာကိုလက်ခံယုံကြည်ခြင်းမရှိဘဲနဲ့လက်တွေ့မကြတာနဲ့အဖြေထုတ်နေကြတာဒီကနေ့အထိအောင်ပဲလို့ဘာသာတရားတွေမှာဒီလိုပဲနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်အခုဘဝရဲ့အဖြေကိုရှာတဲ့အခါမှာပထမပုဂ္ဂိုလ်ကအတိတ်ကအကြောင်းတစ်ခုကိုပုံချလိုက်တယ်ဒုတိယပုဂ္ဂိုလ်ကဘုရားသခင်ရဲ့ဖန်ဆင်းမှုပေါ်မှာပုံချတတိယပုဂ္ဂိုလ်ကျတော့ဘာပြောတော့ဆိုအဲ့ဒီအကြောင်းတွေကိုအကုန်ငင်းပယ်လိုက်တယ်အတိတ်ဘဝကလုပ်ခဲ့တဲ့အကြောင်းတရားဆိုတာလည်းမဟုတ်ဘူးတဲ့ဘုရားသခင်ကဖန်ဆင်းလို့ဆိုတာလည်းမဟုတ်ဘူးတဲ့ဒါဖြင့်ဘာကြောင့်ဖြစ်တာလဲဆိုသူဖြစ်ခြင်းတို့ဖြစ်တာဟောအဲ့ဒါကိုအဟိတုကဝါဒလို့ခေါ်တယ်အကြောင်းမဲ့ဖြစ်တယ် accidental ပေါ့ဒီလိုဖြစ်ရတာသူကသူဖြစ်ခြင်းတို့ဖြစ်တာလူဘဝမှာလူတွေဟာတွေ့ကြုံခံစားကြရတယ်လူတယောက်ကဆင်းရဲတယ်ဘာလို့ဆင်းလဲသူဆင်းရဲခြင်းလို့ဆင်းရဲတာချမ်းသာလားသူချမ်းသာခြင်းလို့ချမ်းသာဘာကြောင့်မှမဟုတ်ဘူးလို့အကြောင်းတရားအလုံးကိုညှင်းပယ်ပြီးတော့အဖြေထုတ်တယ်အဲ့ဒီအဖြေထုတ်ဟာလက်တွေ့မကြဘူးတဲ့ဘာဖြစ်လို့လက်တွေ့မကြတယ်လဲဆိုရင်လောကမှာဖြစ်နိုင်တဲ့အရာတွေဟာအများကြီးကြိုးစားလို့ကြီးပွားတာရှိတယ်မကြိုးစားလို့ပြင်းကြီးလို့ဆင်းရဲတာရှိတယ်စာကြိုးစားလို့စာတော်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်စာမကြိုးစားလို့စာပွဲကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဟောအမျိုးစုံရှိတယ်အနေထိုင်မတတ်လို့ယောဂရတဲ့ပုဂ္ဂိုလ်တွေရှိတယ်လောကမှာယောဂရတယ်ဆိုတာအကြောင်း၈မျိုးလို့ဒီလိုခွဲခြားဖြစ်ဆိုထားတာရှိတယ်ယောဂဖြစ်ပြီးဆိုရင်ဘာကြောင့်ဖြစ်တာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာလေရှိတယ်လေကြောင့်လည်းယောဂဖြစ်တယ်တီးချေရှိတယ်တီးချေကြောင့်လည်းယောဂဖြစ်တယ်တလိပ်တွေရှိတယ်တလိပ်ကြောင့်လည်းယောဂဖြစ်တယ်96ပါးယောဂဝေဒနာတွေ့တဲ့အခါမှာလေကြောင့်ဖြစ်တာ30နဲ့နှစ်တီးချေကြောင့်ဖြစ်တာ30နဲ့နှစ်တလိပ်ကြောင့်ဖြစ်တာ30နဲ့နှစ်30နှစ်3နှစ်ပေါင်းပြီးတော့96ပါးယောဂဝေဒနာလို့ဒီလိုပြောတာအဲ့တော့နောက်တစ်ခုကတော့လေတလိပ်တီးချေ3မျိုးပေါင်းပြီးတော့လည်းယောဂဖြစ်စေတတ်တယ်အဲ့ဒါကိုတဏှိပါဒလို့ခေါ်တယ်ဟေ
နောက်တစ်ခုကြတော့ဘာလို့ဆိုဥတုဝိပရိနာမစာယာတိဥတုဖောက်ပြန်ရင်လည်းယောဂဖြစ်တယ်ဒါမှဓမ္မထင်ရှားတဲ့အကြောင်းတရားတွေပေါ့ယာတိဥတုဖောက်ပြန်လို့နောက်တစ်ခုကဘာလို့ဆိုအနေအထိုင်မတက်လို့ဆိုတော့အကြာကြီးထိုင်နေမယ်အကြာကြီးအိပ်နေမယ်အကြာကြီးလမ်းလျှောက်နေမယ်ဣရိယာပုဂ္ဂိုလ်မြောက်အောင်မနေတတ်ဘူးအနေထိုင်မတက်လို့ရှိရင်လည်းယောဂဖြစ်တယ်နောက်တစ်ခုကတော့သူတစ်ပါးလုံးလားကိုလုံးလားမတော်တဆကိုရဲ့လုံးလားပယောဂကြောင့်ယောဂဖြစ်တာရှိတယ်သူတစ်ပါးရဲ့လုံးလားပယောဂကြောင့်ယောဂဖြစ်သွားတာရှိတယ်အဲ့ဒါကိုဩပကမိကလို့ခေါ်တယ်နောက်ဆုံးတစ်ခုကြတော့ဘာလို့ဆိုကမ္မဝိပါကသကံတရားရဲ့အကျိုးတရားအနေနဲ့ဖြစ်ပေါ်လာတာရှိတယ်အတိတ်ကကြောင့်ဖြစ်တာကတစ်ခုဉာဏ်တွေကပစ္စုပန်အကြောင်းတရားအဲ့တော့အကြောင်းတရားဆိုတာအတိတ်ကလည်းရှိတယ်ပစ္စုပန်လည်းရှိတယ်ဒါမှန်ကန်တဲ့အကြောင်းတရားတွေပေါ့အဲ့ဒီထဲမှာအကြောင်းတရားအလုံးကိုညှင်းပယ်ပြီးတော့ဘာကြောင့်မှမဟုတ်ဘူးသူဖြစ်ချင်လို့ဖြစ်တယ်လို့ဆိုတော့ဘဝရဲ့ပြတ်တဲ့အရေးအရာကိုဖြေရှာလိုက်ပြီးဖြေထုတ်လိုက်ပြီးဆိုရင်မှန်ကန်တဲ့အဖြေဘယ်တော့မှမဖြစ်နိုင်ပါဘူးဘာလို့ဆိုလက်တွေ့မှာဒီလိုမှမရှိတာကိုလောကမှာအယူဝါဒနဲ့ပတ်သက်ပြီး၃မျိုးရှိတယ်ပေါ့အတိတ်ကံကသတ်မှတ်ထားတဲ့အတိုင်းဒီဘဝမှာဖြစ်ကြရတယ်ဆိုတဲ့အယူဝါဒကိုပုပ္ပေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်ထာဝရအရှင်သခင်ကြီးရဲ့ဖန်ဆင်းမှုကြောင့်ဖြစ်တယ်ဆိုတာကိုဣတ္တရနေမာနဒိဋ္ဌိလို့ခေါ်တယ်အကြောင်းမဲ့ဖြစ်တာပါဆိုတဲ့အယူဆကိုတော့အဟေတုအပစ္စယဝါဒလို့ခေါ်တယ်ဘာသာတရားတွေကဘဝရဲ့ဈေးရာတွေကိုအဖြေထုတ်တဲ့ဘာသာတရားတွေဖြစ်နေတယ်အဲ့ဒီအယူဆ3ရပ်လုံးဟာဘဝရေးရာအဖြေရှာတာဟာမှားယွင်းတဲ့နည်းတွေနဲ့အဖြေရှာထားလို့မှန်ကန်တဲ့အဖြေကိုမရနိုင်ဘူးအဲ့တော့လုံးဝမမှားတဲ့ဘဝရေးရာမြတ်စွာဘုရားကိုယ်တိုင်ကဘယ်လိုအဖြေရှာပြထားတယ်လဲဘုန်းကြီးတို့တွေအဲ့ဒါမှတ်သားလေ့လာကြတရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းကိုယ်တဏ္ဍကိုပြန်ပြီးတော့ကြည့်လူတိုင်းမှာတကယ့်သဘာဝတရားကြီး6မျိုးရှိတယ်အဲ့ဒါကိုစာလို့ပြောလို့ရှိရင်ဓာတ်6ပါးလို့လည်းပြောလို့ရတယ်ဓာတ်ဆိုတဲ့စကားလုံးကပါဠိစကားလုံးကိုသုံးထားတာပါဠိဓာတုဆိုတဲ့စကားလုံးကိုဓာတ်လို့ပြန်ပြီးတော့ပြောထားတာဓာတ်ဆိုတာနဲ့လူတွေကအမျိုးမျိုးသုံးနေကြတာဖြစ်တော့ဓာတ်ဆိုတဲ့အသုံးအစာအဓိပ္ပာယ်နဲ့ဘုန်းကြီးတို့ပြောရမယ်ဆိုရင်သဘာဝတရားကြီး6မျိုးလို့ဒီလိုပြောဓာတုဆိုဒီမှာသူ့သဘာဝကိုသူဆောင်းနေတကယ်ထင်ရှားရှိတဲ့အရာလောကမှာတတ္တဝါဆိုတာမရှိဘူးယောက်ျားမိန်းမဆိုတာမရှိဘူးငါသူတစ်ပါးဆိုတာမရှိဘူးတကယ်ရှိတာကတော့ဟောဒီသဘာဝတရား6မျိုးဟာတကယ်ရှိတယ်မရှိဘူးဆိုတာဘယ်လိုလုပ်သိဘယ်ရာပဲဖြစ်ဖြစ်ခွဲခြားစိတ်ဖြာကြည့်လိုက်လို့ရှိရင်ပျောက်သွားတယ်ဆိုပါစို့တစ်ပင်တစ်ပင်ပဲကြည့်အောင်လေလူတယောက်ကပြောတယ်ဒါတစ်ပင်လို့ပြောလိုက်တစ်ပင်လို့ပြောလိုက်လို့ရှိရင်ကဲခွဲစိတ်ကြည့်အောင်တစ်ပင်လို့ပြောလိုက်တာအရွက်ကလေးကိုကင်ပြမယ်ဒါအတစ်ပင်လားလို့ဆိုအဖြေကဘယ်လိုပြောမလို့တိရွက်အရွက်ကအပင်ဟုတ်ကဲ့မဟုတ်ဘူးအရွက်ကိုကင်ပြီးတော့ဒါတစ်ပင်လားလို့ဆိုရင်မဟုတ်ဘူးအကိုင်းလေးကင်ပြီးတော့မေးပြန်ရင်ရောဟုတ်ပါဗျာဒါကအကိုင်းနဲ့တစ်ပင်မှမဟုတ်တာပင်စီကိုကင်ပြီးပြောပြန်တော့လေတစ်ပင်မဟုတ်ဘူးပင်စီကပင်စီပဲအပွင့်ကင်ပဲအသီးကင်ပဲတစ်ပင်မဟုတ်ဘူးအမြင့်ကင်ပြီးတော့ပြရင်လည်းတစ်ပင်မဟုတ်ဘူးအဲ့တော့တစ်ခုစီလိုက်ပြီးတော့ထောက်လိုက်မယ်ဆိုရင်ဒါကအမြင့်ဒါကပင်စီဒါကအခွန်အခောက်ဒါကတစ်ကိုင်းဒါကနေအရွက်ဒါကအပွင့်ဒါကအသီးနဲ့ဆိုတော့ဘယ်မလဲတစ်ပင်
မရှိတော့ဘူးမလားလူဆိုတာလည်းပဲလိုက်ပြီးတော့ကြည်လိုက်မယ်ဆိုရင်ဘယ်ဟာကိုလူခေါ်တာလဲလို့မေးလိုက်လို့ရှိရင်တစ်ခုစီတစ်ခုစီသာထောက်မေးလို့ရှိရင်ဖြေစရာဘာမှမရှိတော့ပျောက်သွားတယ်အဲ့လိုခွဲခြားစိတ်ချလိုက်လို့ရှိရင်အမှန်တရားမဟုတ်လို့ရှိရင်ပျောက်ကွယ်သွားတယ်အပေါ်ယံဆွဲပြီးတော့အလုံးကိုစုပြီးတော့တစ်ပင်လို့ခေါ်လိုက်တာကိုအမြင့်ရောအပင်စီရောအကိုင်းရောအခက်ရောနော်အတီးရောအပွင့်ရောဒါတွေအလုံးကိုခြုံပြီးမှတစ်ပင်လို့ပြောလို့ရတာကိုတခုစီခွဲခြားစိတ်ချလိုက်ပဲဆိုရင်တစ်ပင်ဆိုတော့ပျောက်သွားဘယ်ရာပဲဖြစ်ဖြစ်ဒီတိုင်းပဲအဲ့ဒါလို့သူခေါ်တဲ့သူရှိနေတာအလုံးပေါင်းပြီးမှခေါ်လို့ရတဲ့အရာဒါဆိုကြတဲ့ကအယူဆတရားတာဖြစ်တယ်အမှန်တရားမဟုတ်ဘူးအဲ့ဒါလို့အမှန်တရားမဟုတ်တဲ့ဟာကိုဓာတုလို့မခေါ်ဘူးအမှန်တရားကြတော့ဓာတုဘယ်လိုပဲခွဲပြဘယ်လိုပဲခွဲခြားစိတ်ဖြာအမှန်တရားဟာရွေးရှားသွားတာမရှိဘူးကဲဒါဖြင့်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာသဘာဝတရား6မျိုးဆိုတာကိုယ့်ဘက်ကိုတွေ့အောင်ရှာလို့ရတယ်သဘာဝတရား6မျိုးဆိုတာဘယ်ဟာကိုခေါ်တာလဲဆိုစားလို့အရင်ပြောရအောင်ပထဝီအာဘောတေဇောဝါယောအာကာသဝိညာဏလို့ဓာတ်ကြီး၄ပါးနဲ့အာကာသဝိညာဏဒီတစ်ခုထည့်လိုက်လို့ရှိရင်ဒါဟာသဘာဝတရား6မျိုးပဲကဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဒီသဘာဝတရား6မျိုးဟာခုနကတစ်ပင်ကိုဆန်းစစ်လိုက်တဲ့အခါတစ်ပင်ပျောက်သွားတယ်လို့ပျောက်လာလို့ဆိုမပျောက်ဘူးဒါရှိတကယ်ရှိအသိဉာဏ်နဲ့ခွဲပြီးတော့ကြည့်မာတဲ့သဘောပြောတဲ့သဘောမှန်တယ်များပထဝီပူရာအေးတာတေဇောယူစီးတဲ့ဖွဲ့စည်းတဲ့သဘောကအာဘောလှုပ်ရှားတဲ့တွန်းကန်တဲ့ဆိုတဲ့သဘောကဝါယောရုပ်တွေတစ်ခုနဲ့တစ်ခုမဟာဗုဒ္ဓတွေတစ်ခုနဲ့တစ်ခုဖြစ်တွေ့မှုမရှိတဲ့လေဟာလေးတွေကအာကာသဒီဓာတ်ကြီး၄ပါးကိုမှီးပြီးတော့ဖြစ်ပေါ်နေတဲ့အသိစိတ်လေးကဝိညာဏဟောလူတွေမှာအသိစိတ်ဆိုတာလည်းရှိကဲဒီတဲ့ထင်ရှားအောင်မြတ်စွာဘုရားကသဘာဝအတိုင်းဒီဓာတ်6ပါးနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတယ်လောကဝါရနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည်လိုက်ပါဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့ပထဝီဓာတ်တွေဘယ်ဟာတွေလဲလို့ဆိုရင်စံပင်မွေးညင်ခြေသေးလက်သေးသွားအရည်အသားအကျော်အယိုးချင်စီအညွတ်နှလုံးအသက်အမေးအဖြစ်အဆုပ်ဥမဥဒိစာသစ္စာဟောင်းအုံနောက်ပေါင်းလိုက်တဲ့အခါကျတော့20ရှိနော်အဲ့ဒီ20ကိုပထဝီဓာတ်20လို့ဘာဖြစ်လို့တော့ဒါတွေကအတုံးအခဲသဘောတွေအဲ့ဒီအတုံးခဲသဘောတွေဟာမရှိဘူးလားလို့ရှိတယ်သဘာဝအနေနဲ့ရှိနော်မာတဲ့သဘောပြောတဲ့သဘောနဲ့ဖွဲ့စည်းထားတဲ့ဒီအတုံးခဲတွေဟာကိုယ်တဏ္ဍာမှာရှိဘယ်လိုပဲခွဲခြားစိတ်ကြရှိနေဒါလူတွေရဲ့တဏ္ဍာမှာတွေးရှိနိုင်တဲ့ပထဝီဓာတ်အာဘောဓဆိုတာကြည့်မျက်ရည်ရှိတယ်တတွေးရှိတယ်သွေးတွေရှိတယ်ယိုစီးနေတာဟောပူတဲ့ရာသီမှာဆိုရင်ချွေးတွေထွက်တဲ့ခန္ဓာကိုယ်အရေးသဘောတွေရောမရှိဘူးလားရှိတယ်ခန္ဓာကိုယ်ကြီးဒီလိုစွစွစီးစီးဖြစ်နေအောင်အာဘာကစုပေးထားစုပေးထားတဲ့ဆိုတဲ့သဘောတရားဟာစဉ်းစားကြည့်လေပေါင်မုတ်ဖုတ်တော့မယ်ဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုဂျုံမုတ်ကိုရေကလေးဖြတ်ပြီးတော့အလုံးဖြောင်းလုပ်ရတယ်မဟုတ်လားရေမပါပဲနဲ့မုတ်အမှုန့်ကလေးတွေကိုအလုံးလုံးလို့ရရလားမရပါဘူးအတုံးလေးအလုံးကလေးဖြစ်လာအောင်ဘသူကစုဆောင်းပေးထားတာလို့စုစည်းပေးတာလို့ဆိုရင်အာဝစုစည်းပေးတာပဲအာဝစုစည်းအဲ့ဒါလိုပဲခန္ဓာကိုယ်ထဲမှာလည်းပဲအာဝကစုစည်းပေးတာရဲ့ယိုစီးတာသူ့ရဲ့တဘာဝ2မျိုးရှိတယ်စုစည်းပေးထားလို့အတုံးခဲဖြစ်တဲ့ယိုစီးတဲ့ရေသဘောဟောဒါတွေလည်းတွေ့နိုင်တေဇောတဲ့ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာအပူ4မျိုးရှိတယ်ဆိုတာသိဖို့လိုပါတယ်
ကိုယ်တဏ္ဍာမှာရှိနေတဲ့အပူ၄မျိုးဒါကိုတေဇော၄မျိုးလို့လည်းခေါ်ရပေါ့အပူ၄မျိုးကဘာလဲလို့ဆိုလို့ရှိရင်တစ်ခုကတန်တပ္ပနတေဇောဖြားပြီဆိုတဲ့အခါကျတော့လူတွေကနှစ်ဖူးစမ်းပြီးတော့ဟဲ့ကိုပူးနေတယ်ဖြားတယ်လို့မပြောကြဘူးလားပြောပါတယ်ဗျာအဲ့ဒီအပူကိုတန်တပ္ပနတေဇောလို့ခေါ်တယ်ရှာလို့ရောရခဲ့လားမရပါဘူးဗျာရတယ်နော်ခန္ဓာကိုယ်ထဲမှာဒီအပူရှိတယ်ဆိုထင်ရှားတန်တပ္ပနတေဇောနောက်တစ်ခုကပါတော့ဆိုရင်ဇီရဏတေဇောအဲ့ဒီဇီရဏတေဇောတော့လူတွေကရှိတယ်လို့သိရတယ်ဘာကြောင့်သိရတော့ဆိုရင်ဘုန်းကြီးတို့တွေလူဘဝရောက်လာတဲ့အချိန်မှာလူဖတ်ဖတ်ငယ်ငယ်ကလေးမဟုတ်လားတဖြည်းဖြည်းနဲ့ရင့်ရင်မလာဘူးလားအေးရင့်လာတယ်ရင့်လာလိုက်တာမှပရီတွေတွန့်လာတယ်ခေါင်းပေါ်ကသပင်တွေဖြူလာတယ်သွားတွေတစ်ချောင်းပြီးတစ်ချောင်းပြုတ်ထွက်လာတယ်ဟောဒီလိုဖြစ်ရတာဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်ဇီရဏတေဇောကြောင့်ဖြစ်တာပူတဲ့အခါကျတော့ရင့်ပြီးတော့မဲ့လာတဲ့သဘောပဲဟုတ်ကဲ့လားထမင်းချက်ရင်တောင်စဉ်းစားလို့ရသေးတယ်လေပထမဆုံးကစံစည်းလေးကအမာလေးမဟုတ်လားရေဦးတဲ့ထဲပြီးတော့ရေနဲ့မီးနဲ့ချက်လိုက်တဲ့အခါကျတော့စံစည်းလေးတွေပျော့သွားတယ်ဒါဘယ်သူကြောင့်ပျော့သွားတာလဲဆိုအပူကြောင့်ပျော့တာမဟုတ်အဲ့ဒါလိုပဲလူရဲ့ခန္ဓာကိုယ်ထဲမှာအိုမင်းရင့်ရော်စေတတ်တဲ့အပူဓာတ်ရှိအဲ့ဒီအပူဓာတ်ကြောင့်လူတွေဟာတဖြည်းဖြည်းအိုမင်းရင့်ရော်လာတယ်ပရေတွန့်တယ်ဆံဖြူတယ်သွားကျိုးတယ်ခါကိုင်းတယ်နားထိုင်းတယ်ဆိုတာဖြစ်လာတာပေါ့အဲ့ဒီတေဇောကိုဇီရဏတေဇောလို့ခေါ်တယ်နောက်တေဇောတစ်ခုကျတော့ဒရှနတေဇောဓာတ်ရင်ကောင်းနဲ့ရေးတယ်ဒရှနဆိုတာပူလောင်တဲ့တေဇောတခါတည်းလူတွေမှာကြောတဲ့ကပူလိုက်တာခါတဲ့ကပူလိုက်တာဗိုက်ထဲကပူလိုက်တာနဲ့ဆိုပြီးတော့တဘာဝအတိုင်းမဟုတ်ဘဲနဲ့ပိုးပို့ပြီးတော့ပူလာတဲ့သဘောတရားတွေဟာတွေ့ကြုံခံစားရအဲ့ဒါကြတော့ဒရှနတေဇောနောက်တေဇောတစ်ခုကဘာလဲလို့ဆိုနေ့စဉ်နဲ့မြတ်နဲ့စားတယ်ညနေစားနေ့လည်စားတယ်ညစားတယ်စားသမျှအစာအာဟာရတွေကျဉ်ညက်သွားအောင်ဖြစ်ပေါ်စေတဲ့အပူနဲ့ချက်ထားပဲခုနကတော့ထမင်းနေဟင်းနေအောက်ကမီးနဲ့ချက်တယ်လို့အပူဓာတ်နဲ့ချက်တယ်လို့ပဲစားလိုက်တဲ့အစာအာဟာရတွေကအမျိုးမစုံဘူးလားထမင်းလည်းပါတယ်ဟင်းကလည်းအမျိုးစုံအယောင်မျိုးစုံစားလိုက်တာနောက်ဆုံးကြတော့တယောက်လည်းထွက်လာတာပဲမဟုတ်လားအလုံးဟာတစ်ခုတည်းဖြစ်သွားတယ်ဘယ်သူကလုပ်ပေးတာလဲဆိုရင်ခဏပြောတယ်ပါစကတေဇောတဲ့အစာကိုကြည်ပြည့်စေတဲ့တေဇောတဲ့အဲ့ဒီတေဇောတဲ့ကြောင့်ကဲဒီအပူတွေလူတိုင်းမှာရှာလို့မတွေ့ဘူးလားတွေ့တယ်လူတိုင်းမှာရှိကဲနောက်တစ်ခုကဝါယောတဲ့ဝါယောဆိုတာတော့အမတန်ထင်ရှားပါတယ်ဝါယောက6မျိုးရှိတယ်ဥဒ္ဒင်္ဂမအထက်သို့တက်တဲ့လေအထက်ကိုဆန်တက်တဲ့လေတခါတည်းလူတွေဟာဘေးကနေဆိုတက်တာနော်အထက်သို့ဆန်တက်တဲ့လေအဒေါဂမအောက်သို့ဆုံဆင်းတဲ့လေနောက်ပြီးတော့ကုတ်စိတ်ထာဝမ်းပိုင်းမှာတည်တဲ့လေနောက်တစ်ခုကကုဋ္ဌာတထာဥထဲမှာတည်ရှိတဲ့လေနောက်တစ်ခုကအင်္ဂမင်္ဂနုတာရိလက်တို့ခြေထောက်တို့အင်္ဂါရက်တွေလူရဲ့ခန္ဓာကိုယ်တွေလှုပ်ရှားလို့ရနေတာဟာဘုရားမြတ်စွာရဲ့အလိုကြလေကြောင့်လှုပ်ရှားလို့ရတာတဲ့အဲ့လိုခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတွေလေဟာလက်ပတ်ပြီးတော့ရှိနေတယ်အဲ့ဒီလေကြောင့်လှုပ်ရှားလို့ရဒါဟုတ်တာပေါ့လေဉာဏ်ကြီးကောင်းကင်ပေါ်ပြတ်တက်နိုင်တာလေရဲ့စွမ်းအားပဲပေါ့လေရအောင်လုပ်ပြီးတာလေ
လေအရှိန်နဲ့တက်သွားအဲ့ဒါလို့ကိုယ်အင်္ဂါတွေကိုလှုပ်ရှားလို့ရတဲ့လေမျိုးအင်္ဂါလုတာတွေအင်္ဂါမေငါလုတာတွေလေနောက်ဆုံးကြတော့အလုံးသိနေကြတယ်24နာရီဟုတ်လားရှူရှိုက်ပြီးတော့နေကြတဲ့ထွက်လေဝင်လေထွက်သက်ဝင်သက်ဆိုရင်အလုံးပေါင်းလိုက်တော့6မျိုးပေါ့အထက်သို့ဆန်တက်တဲ့လေအောက်သို့စုံတဲ့လေဥနိုင်တည်သောလေဝမ်းပိုက်၌တည်သောလေခန္ဓာကြီးငယ်အနှံ့တည်သောလေထွက်လေဝင်လေဆိုပြီးတော့အဲ့ဒါတွေဟာဝါရောတွေပဲပေါ့အဲ့တော့လူတွေရဲ့တဏ္ဍာမှာဒီသဘာဝတရားကြီးအခုလို၄မျိုးရှာပြီးတော့တွေ့ရတယ်။ကဲနောက်တစ်ခုကရှာတွေ့နိုင်တဲ့သဘာဝတရားတစ်ခုကဘာလို့ဆိုရင်ဟင်းလင်းပြန်လို့ခေါ်တဲ့အာကာသသဘာဝ။ဒီအာကာသဆိုတာလူတွေမှာနှာခေါင်းပေါက်ပါတယ်နားပေါက်ပါတယ်။ကျန်တဲ့နဲ့မတူဘူး။အသားတွေတစ်ခုနဲ့တစ်ခုမထီပဲနဲ့နှာခေါင်းအပေါက်ကလေးတွေဖြစ်နေတာဒါလူရဲ့တဏ္ဍာမှာရှာတွေ့နိုင်တယ်အဲ့ဒါကိုအာကာသဓာတ်လို့ခေါ်တာပဲဟောနောက်ဆုံးတစ်ခုကြတော့ဘာလို့ဆိုဝိညာဏလူတွေဟာတွေးတယ်ကြံတယ်ခံစားတယ်ဝမ်းသာတယ်ဝမ်းနည်းတယ်စသဖြင့်စိတ်ရဲ့အခြေအနေတွေအားလုံးဒီနေရာမှာစိတ်လို့သာပြောလိုက်တာစိတ်ရဲ့သဘာဝတွေအားလုံးဒီထဲမှာနံတရားတွေအားလုံးခြုံငုံပြီးတော့ဝိညာဏဓာတုလို့ဒီလိုသုံးလိုက်တာအဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာခုနကရုပ်ခန္ဓာကိုယ်ကြီးရှိတယ်လို့နာမ်ခန္ဓာကိုယ်တွေလည်းရှိနေတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ခန္ဓာ၅ပါးကိုအသေးစိတ်ခွဲလိုက်တဲ့အခါကျတော့ပထဝီအာဘောတေဇောဝါယောအာကာသဝိညာဏလို့ဒီမှာဒီလိုဓာတ်6ပါးအနေနဲ့သဘာဝတရားကြီး6ခုရှိတယ်လို့အဲ့ဒီသဘာဝတရားကြီး6ခုရှိတယ်လို့မြတ်စွာဘုရားကဟောတာဘယ်သူကညင်းနိုင်တယ်လဲဆိုဘယ်မှညင်းလို့မရဘူးဒါခုနလိုညင်းချက်ထုတ်လို့ရပါမလားမရဘူးဘဝမှာဒါတွေရှိနေတယ်ဆိုတာတကယ်အရှိတရားကိုပြောခုနကပြောတဲ့အယူအဆတွေကြတော့ညင်းလို့ရတယ်ညင်းလို့ရဒါကြတော့ညင်းလို့မရဘူးဘယ်ပညာရှိကမှလည်းမညင်းခဲ့ဘူးကောင်းပြီအဲ့ဒီသဘာဝတရားကြီး6မျိုးရှိတယ်လို့စိတ်ဆိုတဲ့အရာအသိစိတ်တွေဖြစ်ပေါ်လာဖို့ရာအတွက်အခြေခံတရား6မျိုးဆိုတာလည်းရှိသေးတယ်ဒါဘုန်းကြီးတို့တွေမှာရှိတဲ့အခြေခံ6မျိုးအဲ့ဒါကိုဗာပြောတာတော့ဆိုဖတ်တာယေတနာ6မျိုးလို့ဒီလိုပြောတယ်ဖတ်တာယေတနာ6မျိုးဆိုတာဘာလဲဆိုရင်ယစီနာနာလျာကိုစိတ်ပေါ့စက္ခုတံဖတ်တာသောတတံဖတ်တာခန္ဓာတံဖတ်တာဇီဝတံဖတ်တာကာယတံဖတ်တာမနောတံဖတ်တာမျက်စိပေါ်မြည်ပြီးတော့နာတရားတွေဖြစ်ကြရတယ်ဘာဖြစ်လို့မျက်စိရှိလို့မြင်တယ်မြင်တော့မြင်သိစိတ်ဖြစ်တယ်နားရှိလို့ကြားတယ်နားပေါ်မြည်ပြီးတော့ကြားသိစိတ်ဖြစ်တယ်နှာခေါင်းရှိလို့အနံ့ရတယ်အနံ့ရတော့နံသိစိတ်ဖြစ်တယ်လျှာရှိလို့အရသာခံစားအရသာသိတဲ့စိတ်ဖြစ်တယ်ခန္ဓာကိုယ်ရှိသည့်အတွက်ကြောင့်ထိတာသိတယ်သိစိတ်ဖြစ်လာတယ်စိတ်ရှိသည့်အတွက်ကြောင့်တွေးကြံတယ်တွေးကြံလို့ကြံသိစိတ်တွေဖြစ်တယ်ဒါရီယာရောညင်းလို့ရလားမရပါဘူးလူတိုင်းမှာရှိနေတာညင်းလို့ရတဲ့အရာတွေမဟုတ်ဘူးတကယ်အစစ်အမှန်ရှိနေတဲ့အရာတွေဆိုတာအမှန်တမ်းထင်ရှားတယ်ကောဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်စိတ်ရဲ့အတွေးအကြံ6မျိုးတဲ့လူတွေမှာအတွေးအကြံ18မျိုးစာပေလူပြောလို့ရှိရင်မနောပဝိစာရလို့သုံးတယ်မနဥပဝိစာရအဲ့ဒီစကားလုံးနှလုံးကိုပေါင်းပြီးတော့မနောပဝိစာရလူတွေရဲ့စိတ်ဟာဘယ်ပေါ်မှာပြေးလွှားဆင်ခြင်သုံးသက်နေတယ်လဲတွေးကြံနေတယ်လဲဆိုတာကိုယ့်ရဲ့ဘဝနဲ့ကိုယ်လက်တွေ့ကြည့်မျက်စိကမြင်ရတာရူပယုံနော်အစင်းအာယုံကိုမျက်စိနဲ့မြင်တယ်မြင်ပြီးရင်လူတွေဟာဘာလုပ်တယ်လဲနှစ်သက်စရာအာယုံနဲ့ဆိုရင်ဝမ်းသာတဲ့စိတ်နဲ့အဲ့ဒီရူပယုံပေါ်မှာမတွေးဘူးလားတွေးတယ်နော်မနှစ်သက်စရာအာယုံဆိုလို့ရှိရင်လည်းမနှစ်သက်တဲ့ခံစားချက်နဲ့အဲ့ဒီပေါ်မှာမတွေးဘူးလား
တွေးတယ်နှစ်သက်တာလည်းမဟုတ်ဘူးမနှစ်သက်တာလည်းမဟုတ်ဘူးတာမန်အာယုံတစ်ခုဆိုလို့ရှိရင်လည်းပဲတွေးတာပဲမျက်စိကမြင်ပြီးလို့ရှိရင်မြင်ထားတဲ့ရူပယုံပေါ်မှာဒီလိုတွေးမှုကြံမှုတွေခံစားမှုနဲ့ဆက်ဆက်ပြီးတော့သုံးမျိုးဖြစ်တယ်နားကအတန်ကြားပြီးတဲ့နောက်မှာလည်းပဲကိုကြိုက်တဲ့အတန်ကိုမကြိုက်တဲ့အတန်ကြိုက်မဟုတ်တဲ့အတန်တွေပေါ်မှာတွေးကြံမှုရောမဖြစ်ဘူးလားဖြစ်တယ်နှာခေါင်းကအနံ့ရရင်လည်းဒီလိုသုံးမျိုးတွေးကြံမှုတွေဖြစ်တယ်လျှာကနေအရသာသိပြီးတဲ့အခါမှာလည်းပဲရတာယုံနဲ့ပတ်သက်ပြီးတွေးကြံမှုတွေဖြစ်တယ်ခန္ဓာကိုယ်နဲ့ထိလိုက်တဲ့အာယုံနဲ့ပတ်သက်ပြီးတော့လည်းတွေးကြံမှုတွေသုံးမျိုးဖြစ်တယ်စိတ်ကူးစိတ်တန်းအနေနဲ့ကလည်းပဲဟောတယ်လို့တွေးကြံမှုသုံးမျိုးဖြစ်တယ်ဆို3-6 လီဆိုဘယ်လောက်ရှိပါ18ခုအဲ့ဒါကိုမနောပဝိစာရ18ခုဒါရောညင်းလို့ရအောင်မလားမရနိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်လူတဏ္ဍာမှာတကယ်ရှိတဲ့သဘာဝတရားတွေကိုမြတ်စွာဘုရားဟောတာဟုတ်ညင်းလို့မရတဲ့သဘာဝတရားတွေပဲအဲ့ဒါလို့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာသဘာဝတရားကြီးက6မျိုးစိတ်ဖြစ်ဖို့အခြေခံတရားက6မျိုးဖတ်တာရတာ6မျိုးဖြစ်ပေါ်လာတဲ့အာယုံပေါ်မှာနော်ကြံတွေးမှုက18မျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့အမှန်တရားသိဖို့အတွက်အမှန်တရား၄မျိုးကိုမြတ်စွာဘုရားထုတ်တယ်အားလုံးသိတဲ့အတိုင်းအရာခတ်သိမ်းဟာရှင်းနှက်เสียမကောင်းလို့ဒုက္ခအဲ့ဒီဒုက္ခဟာသူ့ဘာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားရှိလို့ဖြစ်တာအဲ့ဒါကဒုက္ခသမုဒယဖြစ်ပေါ်လာတဲ့ဒုက္ခရဲ့ထာဝရငြိမ်းပြောက်သွားရင်ငြိမ်းအောင်လုပ်လို့ရှိရင်ငြိမ်းနိုင်တယ်အဲ့ဒီငြိမ်းအောင်လုပ်လို့ငြိမ်းသွားတဲ့အငြိမ့်ဓာတ်ကိုဒုက္ခនិရောဓငြိမ်းအောင်လုပ်တဲ့ဤစနစ်ကိုပေးတာဒုက္ခនិရောဓခာမိနိပฏิပဒါဟောအမှန်၄ရဆိုတာရှင်းရှင်းလေးရဘုန်းကြီးတို့တွေဒီပြည့်နီးနဲ့ဆင်ញင်သုံးသပ်ကြည့်အောင်ဟောအေးပတ်ပြီးတော့ဖြားတယ်လို့ဆိုပါစို့ဖြားတယ်ဆိုတာတခုပေါ်လာဘာကြောင့်ဖြားတာတော့အေးပတ်လို့ဖြားတာနော်အဲ့ဒီအေးပတ်လို့ဖြားတဲ့အဖြားဟာပျောက်တာရောမရှိဘူးလားပျောက်ရင်ဘာကြောင့်ပျောက်တာတော့ဆေးတောက်လို့ပျောက်တယ်ဆိုရင်ဆေးရောမရှိဘူးလားဟောအဲ့ဒီတိုင်းပဲယောဂရဲ့ယောဂဖြစ်ခြင်းရဲ့အကြောင်းရဲ့ယောဂပျောက်ခြင်းနဲ့ယောဂပျောက်ကြောင်းဆေးဆိုဟော၄မျိုးရှိတာအဲ့ဒါကိုအမှန်တရား၄မျိုးလို့ခေါ်တာပဲဘယ်ရာပဲဖြစ်ဖြစ်ဒီလိုအကြောင်းနဲ့အကျိုးဟာမြတ်စွာဘုရားကလက်တွေ့ချက်သုံးဖို့ဟောတာငင်းွယ်လို့မရတဲ့အရာလေးကိုပဲအဲ့ဒါတွေရဲ့လူတဏ္ဍာမှာရှိနေတယ်အမှန်တရား၄မျိုးဆိုတာဖြစ်ပေါ်လာနိုင်တဲ့အနေအထားတွေမှန်မှန်ကန်ကန်မြတ်စွာဘုရားကဟောကြားပြီးတော့ထားတယ်အဲ့ဒါတွေဟာလူဘဝအခြေအနေတွေမှာငင်းွယ်လို့မရတဲ့သဘာဝတရားတွေလို့အဲ့တော့ကောင်းပြီဘုန်းကြီးတို့တွေလူလောကမှာရောက်လာကြဘာဖြစ်လို့ရောက်လာတယ်လဲဘယ်ပုံရောက်လာပြီးတော့ဘယ်လိုဖြစ်တယ်လဲဆိုတာကိုမြတ်စွာဘုရားတခုစီရှင်းပြဘဝတစ်ခုကိုဆုံးသတ်လိုက်တာနဲ့တပြိုင်နက်ကဲဘုန်းကြီးတို့တွေဘဝကိုစတာကြည့်ဘယ်ထဲမှာစလဲဆိုရင်ဒါလူသားတွေအနေနဲ့ပြောမှဆိုရင်မိခင်ရဲ့ဝမ်းထဲမှာစခဲ့တာမဟုတ်လားလူတိုင်းဟာမိခင်ရဲ့ဝမ်းထဲမှာစာအနေနဲ့တော့စကားပြောတဲ့အနေနဲ့တော့ဒီလိုပဲပြောရတယ်မိခင်ဝမ်းနဲ့ဝင်လာတယ်မိခင်ဝမ်းနဲ့ကိန်းအောင်တယ်ဟိုအပြင်ကနေတကောင်းကောင်းအနေနဲ့ဝင်လာတာမဟုတ်ဘူးနော်တကောင်းကောင်းအနေနဲ့ဝင်လာတာမဟုတ်ဘူးအကောင်အထည်အနေနဲ့ဝင်လာတာမဟုတ်ဘူးသို့တော်ဘုန်းကြီးတို့တွေမိခင်ဝမ်းမှာလူဖြစ်တယ်ဆိုတာတော့မထင်ရှားဘူးလားအဲ့ဒါကိုစာပေကဩကန္တိလို့သုံးတယ်မိခင်ဝမ်းနဲ့ရောက်လာတယ်တဲ့ဝင်လာတယ်တို့တွေရုပ်တည်နံတွေရလာတဲ့အခါမှာအဲ့ဒီထဲမှာဘာတွေပါလာတော့ဆိုအော်ဂန်လို့ခေါ်တဲ့ဆက်သွယ်ရေးကိရိယာတွေပါလာတယ်မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါလာတယ်ဟောဆက်သွယ်မှုကိရိယာ6မျိုးပါလာတယ်အဲ့ဒါကိုမြတ်စွာဘုရားကနာမရူပပစ္စယသလာယတနာလို့ပရိစ္ဆေသမုပ္ပါမှာဟောတာဒီမှာလည်းအဲ့လိုပဲဟောတယ်နာမရူပပစ္စယသလာယတနာ
ကဲတန်လာယတနာဆိုတဲ့ဒီပြင်ပအာယုန်နဲ့ဆက်သွယ်မှုဒီအာယတနာ6ပါးပေါ့ဆက်သွယ်မှု organ တွေပါလာတဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်ဆက်သွယ်မှုတွေလုံးမလာဘူးလားမျက်စိပါသည့်အတွက်ကြောင့်အစဉ်အာယုန်နဲ့ဆက်သွယ်လာတယ်နားပါသည့်အတွက်ကြောင့်အပံနဲ့ဆက်သွယ်ပြီးလာတယ်နှာခေါင်းပါသည့်အတွက်ကြောင့်အနံ့နဲ့ဆက်သွယ်လာတယ်ကြည့်တခုဆိုချိုးတဲ့မယ်ဆိုရင်ဥပမာဆိုတော့မျက်စိမပါဘူးဆိုရင်အမြင်အာယုန်နဲ့ဆက်သွယ်လို့ရပါ့မလားဟောအမှန်တမ်းထင်ရှားတယ်ဆက်သွယ်လာတယ်လျှာပါသည့်အတွက်ကြောင့်အရသာနဲ့ဆက်သွယ်လာတယ်ခန္ဓာကိုယ်ပါသည့်အတွက်ကြောင့်အထီးတွေးနဲ့ဆက်ဆံလာတယ်စိတ်ပါသည့်အတွက်ကြောင့်တွေးကြံစရာအာယုန်တွေနဲ့ဆက်သွယ်လာတယ်အဲ့ဒီဆက်သွယ်လာတာကိုပဲတလာယတနာပစ္စယဖတ်တော်ဒါကြောင့်မို့ဖတ်တာကို contact လို့ပြောတယ် contact ဆက်သွယ်လာအာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိတော့အဲ့ဒါလို့ဆက်သွယ်မိတဲ့အခါဘာဖြစ်လဲဆိုရင်ဖတ်တာပစ္စယဝေဒနာတဲ့အတွေ့အကြုံလေးတစ်ခုရသွားတယ်ဝေဒနာဆိုတာအတွေ့အကြုံတာရဲ့သိတာရဲ့ဆိုတော့မျက်စိကအဆင်းအာယုန်နဲ့မျက်စိနဲ့ဆက်သွယ်သွားပြီလို့ရှိရင်အဲ့ဒီအဆင်းအာယုန်ကိုသိမသွားဘူးလားသိသွားတယ်သိသွားတယ်အတွေ့အကြုံတစ်ခုရသွားတယ်အဲ့ဒါကိုပဲဝေဒနာလို့ပြောတာဝေဒနာဆိုတာကောင်းတာနဲ့တွေ့ရင်ခြေတတ်တဲ့သဘောမကောင်းတာနဲ့တွေ့ရင်မခြေတတ်တဲ့သဘောလေးတွေပေါ့ဘုန်းကြီးတို့မြန်မာပြည်မှာတော့ဝေဒနာလို့ပြောလိုက်တာနဲ့လူတွေကယောဂနဲ့ဝေဒနာတော့တွဲတယ်ပေါ့အဲ့ဒါကိုပြောတာမဟုတ်ဘူးယောဂကိုပြောတာမဟုတ်ဘူးဝေဒနာဆိုတာစိတ်ရဲ့ခံစားချက်ကလေးကိုပြောတာဆက်သွယ်မှုရလာတာနဲ့စိတ်ရဲ့ခံစားချက်လေးတွေအတိမတ်မှုလေးတွေပေါ်လာတယ်အဲ့ဒါလို့ပေါ်လာလိုက်တာဟာဘာပေါ်တာတော့လို့မေးရင်ဒုက္ခပဲဒီလိုဆိုလို့တယ်ဟုတ်ကဲ့လားရသော်ဗျာသစ္စာလေးပါးကိုရှင်းပြပြီဆိုတဲ့အခါမှာကြည့်ဘုန်းကြီးတို့တပည့်မျက်စိရှိလို့မြင်တယ်မြင်လိုက်တာနဲ့တပြိုင်နက်အမြင်အာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိသွားတယ်ဆက်သွယ်မိသွားတာနဲ့တပြိုင်နက်ဟုတ်လားအတွေ့အကြုံခံစားမှုလေးတွေပေါ်လာအဲ့ဒီပေါ်လာတဲ့ခံစားမှုဒီဒုက္ခဘာဖြစ်လို့ဒုက္ခတုံးလို့ဆိုလို့ရှိရင်တည်မြဲတဲ့အရာမဟုတ်ဘူးလေခဏလေးနဲ့ပြတ်သွားတာပဲပျက်စီးသွားတဲ့အရာကြီးတစ်ခုကိုဒုက္ခလို့ပြောမလားဒုက္ခလို့ပြောမလားဒုက္ခလို့ပဲပြောရဒါဖြင့်အဲ့ဒီဒုက္ခတွေဒီလိုဖြစ်နေတာဟာဘာကြောင့်ဖြစ်တာလဲလို့ဆိုတော့ဒုက္ခသမုဒယဒုက္ခဖြစ်ခြင်းအကြောင်းကိုမြတ်စွာဘုရားကအဓိကအကြောင်းတစ်ခုအနေနဲ့ပြောတယ်ဘာလဲလို့ဆိုရင်တပည့်စัจ जा မှာပါတဲ့အတိုင်းပေါ့ကာမတဏ္ဍဘဝတဏ္ဍဝိဘဝတဏ္ဍလို့ဆိုတဲ့လူချင်းတက်မဲ့တဲ့တဏ္ဍတရားဟာဒီဒုက္ခတွေဖြစ်ပေါ်ရတဲ့အကြောင်းတရားပဲဗျာဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ဒီဘဝရဲ့ဒုက္ခတွေအလုံးဟာဘယ်သူကလှုပ်လိုက်တာလဲဘယ်သူကြောင့်ပေါ်လာရတာလဲဆိုရင်အထီးကလက်တဲ့အနေနဲ့တဏှာလို့ပြောတယ်တဏှာတစ်ခုတည်းထုတ်လုပ်တာတော့မဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကဒီနေရာမှာဒုက္ခဖြစ်ခြင်းအကြောင်းတရားဟာဘာတွေလဲလို့ပေးလိုက်တဲ့အခါမှာပဋိစ္စသမုပ္ပါဒ်ကိုထိသွင်းပြီးတော့မြတ်စွာဘုရားဒီသုဒ္ဓမှာဟောတယ်ဓမ္မစကြာမှာတော့နော်ယာယန္တနာပောနုပဝိကံနန္ဒီရာဂသဟကတတ္တရဘိနန္နိနိသေယထိတံကာမတဏဘဝတဏဝိဘဝတဏလို့တဏကိုအဓိကထားဟောတယ်သို့တော့ဒီသုတ်တံမှာကျတော့မြတ်စွာဘုရားကပရိစ္ဆသမုပ္ပါဒ်ကြီးတစ်ခုလုံးတွဲပြီးတော့ဒုက္ခသမုဒယလို့ခေါ်ထားတယ်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်အဝိဇ္ဇာသည်တဏသမုဒယသင်္ခါရသည်ဒုက္ခသင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်သင်္ခါရသည်ဒုက္ခသမုဒယဝိညာဏသည်ဒုက္ခဝိညာဏပစ္စယနာမရူပံဝိညာဏသည်ဒုက္ခသမုဒယနာမရူပသည်ဒုက္ခဟောဒုက္ခနဲ့ဒုက္ခသမုဒယကိုပရိစ္ဆသမုပ္ပါဒ်ကုံအောင်မြတ်စွာဘုရားကဒီလိုဟောထားတယ်အကြောင်းနဲ့အကျိုးနောက်ဆုံးကြတော့ကြည့်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တနိရောဓဟောတိသမုဒယောဟောတိအလုံးပေါင်းလိုက်တဲ့အခါအဝိဇ္ဇာကစပြီးတော့အလုံးဖြစ်လာသမျှဟာတွေဟာဒုက္ခတွေကြီးပဲကေဝလတ္တဒုက္ခခန္ဓတ္တချမ်းသာဒုက္ခဆိုတာလုံးဝမပါတဲ့ဒုက္ခသက်သက်အစုအဝေးကြီးမြတ်တာဖြစ်လာခြင်းဖြစ်တယ်လို့မြတ်စွာဘုရားကကိုရောမြတ်ကဒုက္ခသမုဒယကိုရှင်းပြ
ဒါဖြင့်ဒီလိုအဖြစ်ရှိတာအပြည့်ရောမရှိနိုင်ဘူးလားချုပ်ငြိမ်းတာရောမရှိဘူးလားဆိုဒုက္ခនិရောဓကိုမြတ်စွာဘုရားကသူ့ဘာသူချုပ်ငြိမ်းတဲ့ချုပ်ငြိမ်းမှုကတစ်မျိုးချုပ်ငြိမ်းအောင်လုပ်လို့တရားကျင့်လို့အကြောင်းတရားတွေကိုပယ်တတ်လိုက်လို့အကျိုးတရားမပေါ်တဲ့ချုပ်ငြိမ်းမှုကတစ်မျိုးနှစ်မျိုးရှိတယ်ဟောတဘာဝတရားဟာသူ့ဘာသူဖြစ်လာပြီးတော့ပြတ်သွားတာချုပ်သွားတာဒါကတဘာဝချုပ်ငြိမ်းမှုခေါ်တယ်အေးဒီနေရာမှာချုပ်ငြိမ်းအောင်ဘာလို့ရသိအောင်လုပ်ပြီးတော့အကြောင်းတရားကိုဖယ်ရှားလိုက်တယ်အကြောင်းတရားကိုဖယ်ရှားလိုက်လို့အကျိုးတရားမပေါ်ဘဲနဲ့ချုပ်ငြိမ်းသွားတဲ့ချုပ်ငြိမ်းမှုမျိုးကိုဒီနေရာမှာဒုက္ခនិရောဓလို့ပြောတာအဲ့ဒီဒုက္ခនិရောဓဟာဘာလဲလို့ဆိုရင်နိဗ္ဗာန်အဲ့ဒီဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုမြတ်စွာဘုရားက12မျိုးနဲ့ခွဲခြားပြီးတော့ပြတယ်အဝိဇ္ဇာချုပ်လို့ရှိရင်အဝိဇ္ဇာယတွေ့ဝအတေတဝိရာဂនិရောဓအဝိဇ္ဇာကိုမတ္တိဟုသောဝိဇ္ဇာနဲ့ဖယ်ရှားပြလိုက်လို့အဝိဇ္ဇာချုပ်သွားတယ်အဲ့ဒီအဝိဇ္ဇာချုပ်သွားလို့ရှိရင်ဘာချုပ်တယ်လဲဆိုရင်သင်္ခါရချုပ်တယ်ဟောအဝိဇ္ဇာချုပ်လို့သင်္ခါရချုပ်တယ်သူ့ဘာသူချုပ်တာမဟုတ်ဘူးအဝိဇ္ဇာကိုဘာနဲ့ချုပ်အောင်လုပ်တယ်လဲဆိုရင်ဝိဇ္ဇာနဲ့ချုပ်အောင်လုပ်တယ်အဲ့ဒါလို့ချုပ်အောင်လုပ်လို့ချုပ်ငြိမ်းသွားတဲ့ချုပ်ငြိမ်းမှုကိုនិရောဓလို့ခေါ်တာဒီနေရာမှာသူ့ဘာသူလိုလျောက်ချုပ်ငြိမ်းသွားတာကိုပြောတာမဟုတ်ဘူးအဲကြောင့်အဝိဇ္ဇာချုပ်လို့သင်္ခါရချုပ်တယ်သင်္ခါရချုပ်လို့ဝိညာဉ်ချုပ်တယ်ဝိညာဏချုပ်လို့နာမရူပချုပ်တယ်နာယုတ်တိချုပ်လို့တတယရဏဆိုတာချုပ်ငြိမ်းသွားတယ်တလယရဏချုပ်ငြိမ်းသွားလို့ဖတ်တဆိုတာချုပ်ငြိမ်းသွားတယ်ဖတ်တာချုပ်ငြိမ်းသွားလို့ဝေဒနာဆိုတာချုပ်ငြိမ်းသွားတယ်ဆိုပြီးနောက်ဆုံးမှာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတនិရောဓဒီဒုက္ခအစုဝေးကြီးဟာလုံးဝချုပ်ငြိမ်းသွားတယ်ဘာကိုပြောတာလဲဆိုတော့နိဗ္ဗာန်ကိုပြောတာပဲအဲ့တော့နိဗ္ဗာန်ဆိုတာသဘာဝအနေနဲ့ချုပ်ငြိမ်းသွားတာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေချုပ်အောင်လုပ်လို့ချုပ်သွားတဲ့ချုပ်ငြိမ်းမှုကိုပြောတာဒါဖြင့်ချုပ်ငြိမ်းစေတတ်တဲ့အကြောင်းတရားမရှိဘူးလားဆိုပါစို့အဝိဇ္ဇာကိုချုပ်အောင်လုပ်မှသင်္ခါရကချုပ်မယ်ဒါဖြင့်အဝိဇ္ဇာချုပ်အောင်ဘာနဲ့လုပ်ရမလဲဆိုတာဒုက္ခនិရောဓဂာမိနိပฏิပဒါလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုမြတ်စွာဘုရားဟောကြားတာပေါ့အဲမဂ္ဂင်၈ပါးအကျင့်တရားဆိုတာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာပဲရှိတယ်အဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတယ်ဆိုတာကြည့်မြတ်စွာဘုရားကတမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်မြင်ခြင်းတမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောဆင်ခြင်ခြင်းတမ္မာဝါစာမှန်မှန်ကန်ကန်ပြောခြင်းတမ္မာကမ္မန္တမှန်ကန်စွာလုပ်ခြင်းတမ္မာအာဇီဝမှန်ကန်စွာအသက်မွေးခြင်းတမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုတမ္မာတတိမှန်ကန်တဲ့အမှတ်ရမှုနဲ့တမ္မာသမာဓိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုလို့ဆိုတယ်အမှားမရှိမှန်ကန်တဲ့တဘာဝစွမ်းရည်၈မျိုးကိုဒါမိမိတို့တဏ္ဍာမှာထူထောင်ပေးရမယ်အဲ့ဒီထူထောင်ပေးခြင်းဖြင့်ခုနကအဝိဇ္ဇာဆိုတာချုပ်သွားမယ်အဝိဇ္ဇာချုပ်ပြီဆိုရင်သင်္ခါရချုပ်သွားမယ်ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လမ်းစဉ်ကတော့ဒါပဲအဲ့တော့မဂ္ဂင်၈ပါးအကျင့်တရားလို့ဆိုတာဘုန်းကြီးတို့တွေဘယ်လိုလုပ်ပြီးတော့ထူထောင်ရလဲလို့ဆိုရင်ထူထောင်ပုံလေးကိုအကျဉ်းချုပ်ပြောပြကြည်မြတ်စွာဘုရားကဟောထားတာကတမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်မြင်တယ်ဆိုတာဘယ်လိုမြင်တာကိုမှန်မှန်ကန်ကန်မြင်တာလဲကြည်မှန်မှန်ကန်ကန်မြင်ပုံဟာအစင်းမြင်တဲ့အခါကျတော့အမှန်တရား၄မျိုးကိုတစ်ပြိုင်တည်းမြင်တာမှန်မှန်ကန်ကန်မြင်တယ်လို့ပြောတယ်ဝိပဿနာကျင့်စဉ်နဲ့ကျင့်လိုက်ပြီဆိုရင်မှန်မှန်ကန်ကန်မြင်တယ်ဆိုတာဘယ်လိုအမြင်လဲဘုန်းကြီးတို့နေ့စဉ်တည်းကိုယ့်ကိုမြင်နေတာဘယ်လိုမြင်လဲငါပဲသူပဲယောက်ျားပဲမိန်းမပဲဒီလိုပဲမြင်နေတယ်မဟုတ်လားအေးမှန်မှန်ကန်ကန်မြင်တယ်ဆိုတာဘာလဲလို့ဆိုရင်အေးငါသူတစ်ပါးယောက်ျားမိန်းမတတ္တဝါဆိုတာတကယ်တော့မရှိပါလားယုတ်နံနှမျိုးပဲရှိတယ်ယုတ်ဆိုတာမတိတတ်တဲ့ခန္ဓာကိုယ်စိတ်ပိုင်းကြီးတွေနာမ်ဆိုတာအဲ့ဒီပုံမှာမှီပြီးတော့ဖြစ်နေတဲ့အတိကိုယ့်ကိုစဉ်းစားကြည့်လိုက်ရင်ဒီနှစ်ခုပဲရှိတယ်ဆိုပါစို့ခေါင်းကမသိဘူးသိတာကစိတ်ကသိတာလက်ကမသိဘူးသိတာကစိတ်ကသိတာ
ခန္ဓာကိုယ်ကြီးကမသိဘူးသိတာစိတ်ကသိတာခြေထောက်ကမသိဘူးသိတာစိတ်ကသိတာဟုတ်ကလားတကူလုံးကိုကြည့်လိုက်မယ်ဆိုရင်ရုပ်ကမသိဘူးနန္တရားကသိတာဟောသိတာနဲ့မသိတာဒီနှစ်ခုပဲရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့နေတာအခုလိုယတိဥရုအေးတဲ့ထဲမှာအေးမှန်းသိတာကစိတ်ရုပ်ခန္ဓာကိုယ်ကြီးကမသိဘူးသူကဟုတ်ကလားရုပ်ကမသိဘူးစိတ်ကသိတာကဲစိတ်ကသိတယ်ရုပ်ကမသိဘူးဆိုတာကိုဘယ်လိုထင်ရှားအောင်ပြမလဲလို့ဆိုရင်ကဲတရားနာရင်နဲ့လူတယောက်အိပ်ပျော်သွားတယ်ဆိုလို့ရှိရင်အေးမှန်းသိပါမလားအိပ်ပျော်သွားရင်မသိတော့ဘူးလေနော်အဲ့ဒါကြောင့်မလို့စိတ်အားတွေကရော့ချသွားတဲ့အခါသိနိုင်စွာမရှိတော့ဒါလုံးဝချုပ်တာမဟုတ်ဘူးနော်အဲ့တော့သိတယ်ဆိုတာစိတ်ကသိတာရုပ်ကမသိဘူးဆိုတာမတန်ထင်ရှားတယ်ဒါကြောင့်မလို့သိတာနဲ့မသိတာအာယုံကိုယူနိုင်တာနဲ့မယူနိုင်တာဒီသဘာဝနှစ်ခုတည်းတင်တို့မှာရှိတယ်လို့နားလေတာသိတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါအခြေခံပြီးရင်ဒီတဲ့အစင်းမြင့်လာတဲ့တမ္မာဒိဋ္ဌိကပါတော့အဲ့ဒီယုံနဲ့နာဟာဘာကြောင့်ဖြစ်တယ်လဲဆိုတာအကြောင်းတရားကိုပါသိလာလို့ရှိရင်အစင်းမြင့်သွားပြီတခါအဲ့ဒီယုံနဲ့နာဒီဖြစ်ပြီးရင်ပြက်နေတယ်ဆိုတာကိုမြင်လာလို့ရှိရင်ဒီတဲ့အစင်းမြင့်သွားပြီဖြစ်တာပြက်တာတွေမြင်လာတယ်အဲ့ဒီဖြစ်တာပြက်တာတွေမကဘူးနောက်ဆုံးအပြက်တစ်ခုတည်းပဲမြင်လာတယ်အပြက်တစ်ခုတည်းမြင်လာတဲ့အခါကျတော့အိုးယုံနံတွေဟာကြောက်စရာကြီးပါလားလို့မြင်လာတယ်ကြောက်စရာကြီးပါမြင်လာတဲ့အခါအပြစ်နာစာတွေတွေ့လာတယ်တွေ့လာတဲ့အခါကျတော့ညှင်းငွေ့လာတယ်စိတ်ပြက်လာတယ်ဒီသင်္ခါရဒီယုတ်တရားနံတရားတွေပေါ်မှာစိတ်ပြက်လာတယ်စိတ်ပြက်လာလို့လွတ်ချင်လာတယ်ဟောဒီအတွေးတွေဆင်ငဲအသိဉာဏ်တွေနဲ့ဖြစ်လာလွတ်ချင်တဲ့အခါမှာလွတ်အောင်ဘယ်လိုလုပ်ရမလဲစဉ်းစားတယ်စဉ်းစားပြီးတဲ့အခါမှာလွတ်အောင်လုံးနီးလန်းပေါ်မှာတွေးရှိပြီးတဲ့အခါစိတ်ဟာတည်ငြိမ်မှုရသွားတယ်ဟောပြောမယ်ဆိုလို့ရှိရင်ဒါဝိပဿနာဉာဏ်စဉ်10ပါးလို့ပြောတာပဲကိုယ်စိတ်ထဲမှာဒီလိုအသိဉာဏ်တွေဟာဆင်ငဲပေါ်လာတယ်အဲ့ဒါတွေဟာတမ္မာဒိဋ္ဌိတွေပဲပေါ့တမ္မာဒိဋ္ဌိမှန်မှန်ကန်နားလဲတယ်ဆိုကဲထွက်လေဝင်လေလေးနဲ့လက်တွေ့လောက်ကြည့်ဆင်ញင်ရအရာလေးကတမြင်ခွေးထိုင်တော့မဟုတ်ဒုတုတ်ထိုင်ခါလေးကိုဖြောင်းဖြောင်းမတ်ထားစက်ကလေးခေါင်းလေးကိုမတ်ကလေးထားပြီးတော့ခန္ဓာကိုယ်ကပဂတိအနေထားရောက်ပြီဆိုတဲ့အခါစိတ်အားတွေအားလုံးကိုနှာခေါင်းကိုပုတ်နော်စိတ်တွေအားလုံးဟာနာသီးပြားကိုပုတ်ထားပြီးတော့မှန်ကလေးရှူပြီးတော့နေလိုက်အဲ့ဒါလို့မှန်လေးရှူသွင်းနေတဲ့အချိန်လေးမှာတဘာဝတရားလေး၃မျိုးကိုတတိထားမိလာလိမ့်မယ်ရှူသွင်းလိုက်တဲ့လေကလေးရဲ့ထိုလေကလေးထိသွားတဲ့ကာယပတာရဆိုတဲ့နေရာလေးရဲ့ထိတဲ့အခါမှာထိမှန်းသိလိုက်တဲ့အသိစိတ်လေးရဲ့၃မျိုးမရဘူးလားကာယပတာရဆိုတဲ့နာသီးကြားရဲ့လေရဲ့ထိလိုက်တဲ့အခါထိမှန်းသိတဲ့အသိလေးရဲ့ဟောဒီ၃မျိုးလောက်ကိုမှတ်နိုင်သွားပြီဆိုလို့ရှိရင်ကြည့်လေလေးကသဘာဝတရားတစ်ခုလေလေးထိတဲ့နေရာကသဘာဝတရားတစ်ခုထိမှန်းသိလိုက်တဲ့အသိစိတ်တွေကသဘာဝတရားတစ်ခုဆိုသဘာဝတရားဘယ်နှခုတွေ့သွားအဲ့ဒီသဘာဝတရားနှစ်ခုအပြင်ထပ်ခွဲเสียမရှိဘူးအဲ့ဒါကိုငါလို့ထွက်နေတာငါဆိုတာဘယ်သူပြောတာတုံးလို့မေးမယ်ဆိုလို့ရှိရင်လေကိုပြောမှလားထိတဲ့ကာယပတာရကိုပြောမှလားသို့မဟုတ်ထိမှန်းသိလိုက်တဲ့စိတ်လေးကိုငါလို့ပြောမှလားဆိုဘာမှပြောစရာမရှိဘူးသူကသူဖြစ်တာဟုတ်ကဲ့အဲ့ဒီလိုသဘာဝတရားလေးတွေကိုမှန်မှန်သိလိုက်ပြီဆိုလို့ရှိရင်ဒါမှန်မှန်ကန်ကန်သိခြင်းဆိုတဲ့တမ္မာဒိဋ္ဌိပဲပေါ့အဲ့ဒီလိုသိလာလို့ရှိရင်ကြည့်ဒီလေလေးဟာလည်းအကြောင်းပဲမဟုတ်ဒီအသိစိတ်လေးထိမှန်းသိတဲ့စိတ်ကလေးဟာအကြောင်းပဲမဟုတ်ဘူးဘာကြောင့်ဖြစ်နေတော့ဆိုရင်အေးလေလေးရဲ့နာသီးပြားလေးရဲ့ပေါင်းမိသွားလို့ထိမှန်းသိတဲ့စိတ်လေးကပေါ်လာရတာအလုံးမဆိုရင်ထိမှန်းသိတဲ့စိတ်လေးကမပေါ်ဘူးဟောဒါအကြောင်းနဲ့အကျိုးသိလာတာပဲခွဲခြားလို့အဲ့ဒါလိုအကြောင်းနဲ့အကျိုးသိလာပြီးတော့နောက်ထပ်တတိထားမိလာတာဘာလို့ဆိုရင်ရှူသွင်းလိုက်တဲ့လေလေးကလည်းပဲထွက်เสียမကြံအောင်သူကချုပ်ငိမ့်သွားတယ်သူရှူသွင်းလိုက်လို့ထိပြီးတော့သွားလို့အသိစိတ်လေးပေါ်လာတာဟာလည်းပဲချက်ချင်းပဲချုပ်ငိမ့်သွားတယ်တခုမှရက်တီးပြီးတော့ခိုင်မြဲနေတာမရှိဘူးတဲ့ဖြစ်ပြီးပျောက်သွားတာတွေကြီးပဲ
ဒါဘာမြင်တာတော့ဆိုအနိစ္စမမြဲတဲ့သဘောကိုမြင်တာတဲ့အဲ့ဒီမမြဲတဲ့သဘောကိုမြင်ရင်မမြဲတဲ့သဘောရဲ့နှိမ့်ဆက်မှုဆိုတဲ့ဒုက္ခကိုလည်းမြင်တာပဲအဲ့ဒီနှိမ့်ဆက်မှုကိုလှုပ်ချင်တဲ့အတိုင်းလှုပ်လို့ရမလားလှုပ်လို့မရဘူးဆိုတာကိုသဘောပေါက်လာလို့ရှိရင်အနတ္တသဘောကိုမြင်လာတာပဲပေါ့အဲ့ဒါလို့မြင်လိုက်တာကိုကြည့်ရုပ်နဲ့နာမ်နှမျိုးသာရှိတယ်လို့မြင်တာကနာမရူပပရိစ္ဆေဒဉာဏ်အကြောင်းတရားကိုမြင်တာကပစ္စယပရိက္ခဉာဏ်မမြဲဘူးဆိုတဲ့သဘောတွေကိုဆင်ញင်သုံးသပ်နိုင်တာကသမထနာဉာဏ်ဖြစ်တာပြက်တာနှမျိုးတည်းကိုပဲမြင်တွေ့တာကဥရိယဘေယဉာဏ်အပြက်သက်သက်ကိုသာမြင်တွေ့လာတဲ့အခါကျတော့ဘင်္ဂဉာဏ်အပြက်တည်မြင်လို့ကြောက်เสียပါလားလို့တွေးမိလာတယ်သိလာတဲ့အသိကြတော့ဘယဉာဏ်ကြောက်เสียဖြစ်လာလို့အပြစ်တည်ကြီးပဲမြင်လာလို့ရှိရင်အာဒီနဝဉာဏ်အပြစ်တည်မြင်လာတဲ့အခါမှာစိတ်ပြည့်ညီးငွေ့လာတယ်မလိုချင်တော့ဘူးဆိုတာနေဗိဒဉာဏ်မလိုချင်တော့ဘူးဆိုတာလူကလွတ်ချင်လာတယ်မောစီတုကမြတဉာဏ်လွတ်ရလွတ်ကြောင်းလိုက်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်တယ်ပဋိသင်္ခာဉာဏ်သဘာဝတရားတွေပေါ်မှာစိတ်ဟာတည်ငြိမ်မှုရသွားတာကသင်္ခါရုပ္ပခဉာဏ်လို့ဟောဒီဉာဏ်တွေအားလုံးကိုတမ္မာဒိဋ္ဌိလို့ခေါ်တာအဲ့ဒီတမ္မာဒိဋ္ဌိဉာဏ်ကဝိပဿနာဉာဏ်အစဉ်စဉ်တက်လို့ရင့်တန်သွားပြီးဆိုလိုက်တာနဲ့တပြိုင်နက်ဘယ်ကိုဥဆောင်သွားတော့ဆိုတော့အဲ့ဒီဖြစ်ပြမှုသင်္ခါရတရားတွေဟာရှုရင်နဲ့နောက်ဆုံးမှာငြိမ်းသွားတဲ့အဆင့်လေးကိုတွေ့လိုက်ရတယ်။သူကသူငြိမ်းတာမဟုတ်ဘူး။ငြိမ်းအောင်လုပ်နေလို့ငြိမ်းသွားတဲ့အဆင့်လေးကိုတွေ့လိုက်တာနဲ့တပြိုင်နက်မိမိတဏ္ဍမှာရှိတဲ့ကိရိတာအာသောတွေလည်းအလုံးခင်းသွားတယ်အဆင့်ဆင့်ခင်းသွားတယ်ဒါကိုမဲ့ဖြစ်တယ်လို့ပြောတာနော်တွေ့တာမှုတွေပြတ်သွားတယ်တွေ့တာမှုတွေပြတ်သွားတာနဲ့တပြိုင်နက်စိတ်လေးကလွတ်သွားတယ်ဘယ်ကလွတ်တုံးဆိုတွေ့တာမှုတွေကလွတ်သွားတယ်အဲ့ဒါကိုအနတ္တလက္ခဏာသုံးပါတော့မြတ်စွာဘုရားစကားလုံးလေး၃လုံးနဲ့ဟောတာနိဗ္ဗိန္ဒတိတဲ့ဝိပဿနာဉာဏ်ဖြစ်တာကိုပြောတာတာယာစရာရှာမတွေ့တော့ဘူးတဲ့နိဗ္ဗိန္ဒတိတာယာစရာရှာမတွေ့တဲ့အခါကျတော့ဝိရိစတိတွေ့တာမှုတွေပြတ်ထွက်သွားတယ်တွေ့တာမှုတွေပြတ်ထွက်သွားတော့ဘာဖြစ်တော့ဝိမုတ်စတိစိတ်လေးဟာကိလေသာတွေကလွတ်သွားတယ်အဲ့ဒီစကားလုံးလေး၃လုံးဟာဘာကိုပြောတာလဲဆိုနိဗ္ဗိန္ဒတိကဝိပဿနာဉာဏ်นี่ဖြစ်လာပုံကိုပြောတာဝိရိစတိဆိုတာ message ပေါ်လာတာကိုပြောတာဝိမုတ်စတိဆိုတာဖို့စိတ်ပေါ်လာတာကိုပြောတာဝိမုတ်တတပေဝိမုတ်တပိတိညာနာဟောတိဆိုတာကိုရတဲ့ဟာကိုပြန်ပြီးတော့ဆင်ញင်စဉ်းစားတာကိုပြောတာလူတွေကအိပ်ပျော်နေပြီးအိမ်မက်မက်အိပ်ရာကနိုးတဲ့အခါကျတော့ပြန်မတွေးဘူးလားတွေးတာလို့ပဲအခု message ပေါ်တယ်ဖို့စိတ်ပေါ်သွားပြီးရင်သူကပြန်သိတယ်ပြန်တွေးတဲ့ဟာကိုပြောတာအဲ့ဒါလို့သဘာဝတရားတွေဟာအခုလို့ဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားကတမ္မာဒိဋ္ဌိဆိုတဲ့ဒီမှန်ကန်စွာမြင်မှုအစဉ်စဉ်ဒီလိုရသွားအောင်ဘာကစရတယ်လဲဘာကြောင့်ဒီလိုမှန်ကန်စွာမြင်ရတယ်လဲဆိုရင်မှန်ကန်စွာတွေးတောမှုဆိုတဲ့တမ္မာသင်္ကပ္ပကြောင့်ပဲအဲ့ဒီလိုမှန်ကန်စွာတွေးတောနိုင်အောင်အခြေခံတွေကဘာတွေရှိရမလဲလို့ဆိုလို့ရှိရင်ကိုယ်ချင်းတရားကောင်းအောင်ပဲတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝအခြေခံသီလအနေနဲ့ရှိရမယ်လို့ဒီလိုပြောတာသီလမရှိရင်စိတ်ဟာမငြိမ်ဘူးသီလရှိမှစိတ်ကငြိမ်တယ်အဲ့တော့ကြောင့်မလို့သီလရှိအောင်အခြေခံကနေစပြီးတော့ကျိုးပန်းအထောက်မှုပြုရမယ်တဲ့တမ္မာဝါယာမဒါတရားအထုတ်တယ်ဆိုတာကျိုးပန်းအထုတ်တာခုနထွက်လေဝင်လေလေးကိုမပြတ်မှတ်မိနေအောင်ကြိုးစားတာတမ္မာဝါယာမစိတ်ဆိုင်ပြီးတော့နော်တတိထားနေတာကတမ္မာတတိစိတ်ကလေးတည်ငြိမ်သွားတာကတမ္မာသမာဓိအဲ့ဒီတည်ငြိမ်မှုပေါ်မှာဆင်ញင်စဉ်းစားနိုင်တာကတမ္မာသင်္ကပ္ပအတိညာနဲ့ထိုးရင်းသိမြင်သွားတာကတမ္မာဒိဋ္ဌိလို့ဆိုပြီးအခြေခံတမ္မာဒိဋ္ဌိကစတမ္မာဒိဋ္ဌိအလယ်တမ္မာဒိဋ္ဌိအဆုံးနောက်ဆုံးမဉ္ဇဉ်ဖွဉ္ဇဉ်ရသည်အထိဟောဒီမဂ္ဂင်၈ပါးအကျင့်တရားကိုအစဉ်စဉ်မြင့်ပြီးတော့သွားတာတဲ့အဲ့ဒီအဖြေဒီသာလဲဘဝရေးရမှာမှန်ကန်တဲ့အဖြေဖြစ်တယ်ညှင်းကွယ်စရာအကြောင်းမရှိဘူးတဲ့တရားကဘာကြောင့်ဖြစ်တယ်ဆိုတာဒီထဲမှာအဖြေတွေပါသွားတယ်ဟုတ်ကဲ့အတိတ်ကလောက်ခဲလို့ဆိုတာမဟုတ်ဘူးเนาะအတိတ်ကလောက်ခဲလို့ကြည့်မဟုတ်ဘူး
ထာဝရဘုရားဘာလဲလို့ဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးနော်အကြောင်းပဲဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးအကြောင်းရှိတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့အဲ့ဒီအယူဆတွေဟာညှင်းပယ်လို့ရတယ်အခုမြတ်စွာဘုရားဟောတဲ့တဘာဝတရားတွေကညှင်းပယ်လို့မရဘူးတဲ့မြည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်နော်ဒီတရားတွေကိုကိုယ်တိုင်ရှာရင်ကိုယ်တိုင်သိမှကြည့်ပဲမသိလို့မရတဲ့တရားဆိုတာဘယ်ဟာမှမရှိဘူးဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းမိမိတို့တဏ္ဍာဘဝရဲ့ရေးရာတွေကိုဖြေရှာကြမယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုတွေ့အောင်ရှာခြင်းသိတာလေဘဝရေးရာရဲ့အဖြေမှန်နေဖြစ်တယ်ဆိုတာကိုယ်စီကိုယ်ကသဘောကျပြီးတော့မိမိတဏ္ဍာမှာဖြစ်တဲ့သဘာဝတရားတွေကိုတွေ့အောင်ရှာခြင်းလို့ဆိုတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်ကြံကြုတ်ကုတ်အားထုတ်ခြင်းဖြင့်နောက်ဆုံးမှာကိလေသာအာတဝတွေကလွတ်မြောက်ရဖြစ်တဲ့နိဗ္ဗာန်လို့ဆိုတဲ့အငြိမ့်တက်ကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကောင်းသတည်း